တချိန်ကဗမာနိုင်ငံဟာအရှိတောင်အာရှမှာဒီမိုကရေစီအလွန်ထွန်းကားပြီးအလွန်ချမ်းသာတဲ့နိုင်ငံဆိုတာသိတောင်မသိကြဘူးဒီလိုဖြစ်ခဲ့တယ်ဒီလိုကျွန်တော်တို့ရွှေထီးစောင်းခဲ့တယ်ဆိုတာမသိဘူးတကယ်တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အဆင့်ဘလောက်မြင့်တယ်လဲဆိုတာအမတမထင်ရှားတဲ့မှတ်ကြောက်တစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဥတ္တကုလသမဂ္ဂအတွင်းမှုချုပ်ဖြစ်ခဲ့တဲ့ဥတ္တဘာကြောင့်ဥတ္တကိုကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးရဲ့အတွင်းမှုချုပ်ခန့်တယ်လေဥတ္တတော်တာမှန်တယ်တကယ်အခြေအနေမှန်ကဥတ္တရဲ့နိုင်ငံဖြစ်တဲ့ဗမာနိုင်ငံရဲ့ပုံရိပ်ဟာတိတ်ကိုကောင်းလွန်အားကြီးတဲ့အခါမှာအမတန်လေးစားဖွယ်ရာကောင်းတဲ့ဗမာနိုင်ငံကနိုင်ငံသားတဦးဖြစ်တဲ့ဥတ္တဟာကုလသမဂ္ဂအတွင်းမှုချုပ်တာဝန်ထမ်းဆောင်တိုက်တယ်ဆိုပြီးတော့ရုရှားတဲ့အမေရိကန်ပဲအမေရိကန်တဲ့ရုရှားပဲဘယ်လို့မှအတွင်းမှုချုပ်ရွေးလို့မရတဲ့အချိန်မှာကျွန်တော်တို့ဂုံတရေအမတန်ကြီးမားတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံသားတဦးဖြစ်တဲ့ဥတ္တဟာအတွင်းမှုချုပ်ဖြစ်ခဲ့တယ်ဒါဘာကိုပြသလဲဆိုတော့ကျွန်တော်တို့ရဲ့ image ကျွန်တော်တို့ပုံရိပ်ဟာအဲ့ဒီလောက်ကောင်းခဲ့တယ်ကိုစိတ်နှပါကြမ်းမှချမ်းသာပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းမြတ်တာပို့ရင်းနှုတ်ခွန်းဆက်ပါတယ်ဒီကနေ့အနာဂတ်တစ်ခုကိုပုံဖော်ကြည့်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့စီစဉ်ကျင်းပတဲ့ဒီဟောပြောပွဲမှာကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကအနာဂတ်ပြန်စမမြန်မာနိုင်ငံတော်လို့ပေးထားပါတယ်ဒီခေါင်းစဉ်ကိုကျွန်တော်စီကတောင်းတဲ့အချိန်မှာဒီစပီဟောပြောပွဲရဲ့ခေါင်းစဉ်ကိုကျွန်တော်မသိပါဘူးအမှန်ပြောတာပါခေါင်းစဉ်တစ်ခုပေးရမယ်ဆရာဥဖေမြင့်ကတော့ဒီလိုပေးထားတယ်ကိုနေဖုံးလက်ကလည်းဒီလိုပေးထားတယ်ဆိုတော့ကျွန်တော်ဟောခြင်းပြောခြင်းတဲ့အကြောင်းအရာတစ်ခုကိုခေါင်းစဉ်တစ်ခုရှာပြီးတော့ကျွန်တော်အမှတ်တမဲ့ပေးလိုက်ပါတယ်ဒါပေမဲ့ဒီကနေ့ဒီမှာတွေ့တဲ့အခါကျတော့အနာဂတ်တစ်ခုကိုပုံဖော်မဲ့ဟောပြောပွဲနဲ့ဆွေးနွေးပွဲစာပေစကားဝိုင်းနဲ့ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်နဲ့တိုက်ဆိုင်ဆက်ဆက်ဟဟဖြစ်သွားတာလေးတွေ့ရပါတယ်ဒီအတွက်လဲဝမ်းသာပါတယ်ကျွန်တော်တို့နောက်ပိုင်းဆွေးနွေးမဲ့ဆွေးနွေးပွဲလဲမြိုင်ဆိုင်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ပထမဆုံးကျွန်တော်ခေါင်းစဉ်လေးအကြောင်းနည်းနည်းပြောချင်ပါတယ်ကျွန်တော်ခေါင်းစဉ်နဲ့ပတ်သက်ပြီးနိနရာလေးတွေဆရာဥဖေမြင့်လည်းပြောသွားတယ်ကိုနေဖုံးလက်လည်းပြောသွားပါတယ်ပါသွားပါတယ်ကျွန်တော်ကဒီခေါင်းစဉ်ကိုပေးလိုက်တဲ့အချိန်မှာပြုံးကနေစိတ်ထဲမှာပြန်စမမြန်မာနိုင်ငံတော်လို့ပေးလိုက်တော့ကျွန်တော်သားကနေတဆင့်ခေါင်းစဉ်ကိုပေးလိုက်တော့ပထမဆုံးကျွန်တော်သားမေးတယ်စရုထမြန်မာနိုင်ငံတော်ကဘယ်ရောက်သွားလို့လဲကျွန်တော်မေးပါတယ်အဲ့တော့ကျွန်တော်ကလည်းသားမသိပါဘူးပပဖေးစိတ်ကူးနဲ့အဖေပြောထားတာပါဆိုကျွန်တော်ကပြောလိုက်ပါတယ်သူ့လည်းကျွန်တော်မရှင်းပြပါဘူးသူကဒီနေ့တော့ကျွန်တော်ပြိဿတ်ကိုရှင်းပြပါမယ်ကျွန်တော်တို့အားလုံးသမိုင်းမှာသင်ခဲ့တာကပထမမြန်မာနိုင်ငံဒုတိယမြန်မာနိုင်ငံတတိယမြန်မာနိုင်ငံဒါတွေအားလုံးဟာတကယ်တော့ဘယင်စနစ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ခေတ်တစ်ခုမှာပေါ်ပေါက်ခဲ့တဲ့နိုင်ငံတွေပါကျွန်တော်ကအဲ့ဒါတွေအားလုံးကိုပေါင်းပြီးတော့ဘယင်စနစ်နဲ့ဖြတ်သန်းခဲ့တဲ့ဗမာနိုင်ငံရဲ့ခေတ်အားလုံးကိုခေတ်တစ်ခေတ်လို့သတ်မှတ်ပါတယ်ဘယင်အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ခေတ်ဆရာဥဖေမြင့်ပြောတဲ့ထဲမှာလဲပါသွားပါတယ်ကြေးတော်မျိုးကျွန်တော်မျိုးနဲ့အရှင်နဲ့ကျွန်တော်တို့ကဒီလိုဆက်ဆံပါတယ်ကျွန်တော်တို့ကကျွန်အဆင့်ပဲရှိပါတယ်ဒီမိုကရေစီဆိုတဲ့သဘောတရားလုံးဝမရှိသေးတဲ့ခေတ်ကာလပါအဲ့တော့ဒါကိုကျွန်တော်ကခေတ်တစ်ခေတ်လို့ကျွန်တော်စိတ်ထဲမှာကျွန်တော်ပိုင်းဖြတ်ပြီးတော့ပထမမြန်မာနိုင်ငံလို့သတ်မှတ်ထားပါတယ်ဒုတိယအဲ့ဒီရှင်မြန်စနစ်ကိုကျွန်တော်တို့ဗမာနိုင်ငံရဲ့ဘယင်စနစ်ကိုအဆုံးသတ်ပြီးတော့အင်္ဂလိပ်အစိုးရအုပ်ချုပ်ခဲ့တဲ့ခေတ်တစ်ခေတ်ရှိပါတယ်တပားကျွန်အဖြစ်နဲ့ကျွန်တော်တို့ကနေခဲ့ရပေမဲ့ရှင်မင်းအောက်မှာနေရတဲ့ကျွန်ဘွားနဲ့တော့နည်းနည်းလေးတော့ကွာပါတယ်ဒါလည်းခေတ်တစ်ခေတ်ပါပဲရှင်မင်းနေရာမှာအင်္ဂလိပ်အစိုးရကဝင်အုပ်ချုပ်တယ်အင်္ဂလိပ်ကအရှင်ကျွန်တော်တို့ဗမာနိုင်ငံသားကတော့ကျွန်ပဲရှိပါသေးတယ်အဲ့ဒီမှာ
အုပ်ချုပ်ရေးပုံစံပြောင်းသွားတဲ့အတွက်အဲ့ဒီအင်္ဂလိပ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတစ်ခုကိုဒါဒုတိယမြန်မာနိုင်ငံလို့ကျွန်တော်ကခေတ်တစ်ခေတ်အနေနဲ့ပိုင်းခြားပြီးတော့ဒီလိုသတ်မှတ်လိုက်ပါတယ်အဲ့ဒီကနေအင်္ဂလိပ်ကိုတော်လှန်ပြီးတော့လွတ်လပ်ရေးယူခဲ့တယ်ဆရာဖေမြင့်ပြောသွားတဲ့အထက်မှာပါပါပြီ1948ကနေဆရာတော်90တပိုင်း58တပိုင်း58နဲ့60ဦးတပိုင်း60 62တပိုင်းဆရာ3ပိုင်းခွဲပြသွားပါတယ်ကျွန်တော်ကတော့1948လွတ်လပ်ရေးရတဲ့နေ့ကနေအာဏာသိမ်းခံရတဲ့1962ခုနှစ်အထိ73နှစ်ကျော်73နှစ်နဲ့2လ2ရက်ဒါကိုကျွန်တော်တို့တိုင်းပြည်ရဲ့ဗမာနိုင်ငံရဲ့ခေတ်တစ်ခေတ်လို့သတ်မှတ်ပြီးတော့ဒါကိုကျွန်တော်ကတတိယမြန်မာနိုင်ငံလို့နာမည်ပေးထားပါတယ်နောက်စရုပ်ထမြန်မာနိုင်ငံကျွန်တော်ကိုမေးတဲ့စရုပ်ထမြန်မာနိုင်ငံဘာလဲ1962ခုစစ်တပ်ကအာဏာသိမ်းသွားပြီးတဲ့နောက်တောက်လျှောက်ဒီကနေ့မတိုင်မီမိနစ်တစ်နေ့အထိစစ်တပ်ကပုံစံမျိုးစုံနဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့ကာလတစ်ခုကိုစရုပ်ထမြန်မာနိုင်ငံလို့ကျွန်တော်ကနာမည်ပေးလိုက်ပါတယ်ပြင်စမအနာဂတ်ကတော့ဒီကနေ့ဆွေးနွေးမဲ့အကြောင်းအရာဖြစ်ပါတယ်ဒါကတော့နောက်လာမဲ့ကျွန်တော်တို့ရဲ့အနာဂတ်ဗမာနိုင်ငံကိုဘယ်လိုပုံစံတိဆောက်ကြမလဲကျွန်တော်တို့တိဆောက်ခြင်းတဲ့ပုံစံမှာစိန်ခေါ်မှုတွေဘယ်လောက်ထိအောင်ရှိနေသလဲဆိုတော့ဒီရှုထောင့်ကနေကျွန်တော်တို့ဆွေးနွေးသွားမဲ့ပြင်စမမြန်မာနိုင်ငံဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရတဲ့အချိန်ကလည်းနည်းပါတယ်ကောင်းစဉ်ကနည်းနည်းလေးကျယ်ပြတ်ပါတယ်ကျယ်ပြတ်တဲ့အခါကျတော့ကျွန်တော်တချို့အပိုင်းတွေကိုချုပ်ပြီးတော့နည်းနည်းလေးအကျယ်ဆွေးနွေးတဲ့ကောင်းစဉ်ပိုင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်အဓိကတစ်ချက်တည်းပဲပရိသတ်ကိုသတိပြုစေချင်တာကတော့ပြီးခဲ့တဲ့ခေတ်လေးခေတ်ဗမာနိုင်ငံပထမဗမာနိုင်ငံကနေစရုပ်ထဗမာနိုင်ငံအထိနိုင်ငံတော်ရဲ့အာဏာဘယ်သူတွေလက်ထဲမှာရှိခဲ့သလဲနိုင်ငံတော်အာဏာကိုဘယ်သူတွေကကြိုးကင်ချဲလဲကျင့်သုံးခဲ့သလဲဆိုတဲ့ဒီ point လေးကိုကျွန်တော်ဟောပြောတဲ့အထက်မှာပရိသတ်နည်းနည်းလေးသတိထားပြီးတော့စူးစိုက်လေ့လာစေလိုပါတယ်အဲ့တော့ရှင်မင်းခေတ်ကျွန်တော်တို့အကျယ်ပြောစရာမရှိပါဘူးကျွန်တော်တို့ကဖျားထူးရပါတယ်ရှင်မင်းဟာအရှင်သခင်ရေမြစ်သခင်တဲ့ဥစ္စာမိုင်ဘယင်းကျွန်တော်တို့အသက်အိုးအိမ်စီစဉ်အားလုံးဘယင်းပိုင်ပါတယ်ကျွန်တော်တို့ကသူတို့ထားရနေရမယ်တတ်ရင်သေးရမယ်ဘဝဒါဟာအာဏာရှင်ပုံစံတစ်ခုပါပဲဘယင်းအုပ်ချုပ်တဲ့အာဏာရှင်ပုံစံအဲ့တော့အဲ့ဒီခေတ်မှာနိုင်ငံတော်ရဲ့အာဏာဖြစ်တဲ့ဥပဒေပြုမှုအာဏာအုပ်ချုပ်မှုအာဏာတရားစီရင်မှုအာဏာအားလုံးကိုဘယင်းတယောက်တည်းရပဲချုပ်ကိုက်ပါတယ်ကြိုက်တဲ့ဥပဒေပြုခြင်းတဲ့ဥပဒေကိုဘယင်းကပြဋ္ဌာန်းပါတယ်တိုင်းပြည်ကိုလည်းသူပဲအကြီးအကဲအနေနဲ့အုပ်ချုပ်ပါတယ်အမှုအခင်းပြဿနာဖြစ်တော့လဲနောက်ဆုံးအဆုံးဖြတ်ပေးတဲ့ပုဂ္ဂိုလ်ကဘယင်းပါပဲဒါကြောင့်အချုပ်ချာအာဏာလို့ခေါ်တဲ့ဥပဒေပြုအာဏာအုပ်ချုပ်မှုအာဏာတရားစီရင်မှုအာဏာအလုံးကိုဘယင်းဆိုတဲ့လူတယောက်တည်းကနေချုပ်ကင်ထားပါတယ်မှတ်သားစရာအချက်တစ်ချက်ဖြစ်ပါတယ်ဒုတိယအင်္ဂလိပ်အစိုးရအင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အကျယ်ချက်ပြောမယ်ဆိုဒီမှာအကျယ်ချက်ပြောစရာရှိပါတယ်သို့တော်လည်းပဲကျွန်တော်အဓိကရည်ရွယ်ချက်ကဒီခေတ်ကိုမချဲ့ချင်ပါဘူးဒါကြောင့်မို့လို့ကျွန်တော်အတူချုပ်ပဲပြောပါမယ်အင်္ဂလိပ်ဟာတိုင်းတစ်ပါးသားကျွန်တော်တို့တိုင်းပြည်ကိုမတရားသိမ်းပိုက်ပြီးအုပ်ချုပ်တဲ့လူပိုကြဆိုးမိုးအုပ်ချုပ်တဲ့သူမှတ်တယ်သို့တော့အုပ်ချုပ်တဲ့ပုံစံကတော့ဘယင်ပုံစံနဲ့တော်တော်ကွာသွားပါတယ်ကျွန်တော်တို့ဗမာနိုင်ငံအတွက်လိုအပ်တဲ့ဥပဒေအားလုံးကိုအင်္ဂလန်ပါလီမန်ကပြုပေးပါတယ်အင်္ဂလန်ပါလီမန်ရဲ့သဘောတူညီချက်နဲ့သာဥပဒေပြုတဲ့အလုပ်ကိုတကယ်အုပ်ချုပ်တဲ့လူတွေဘယင်ငံဆိုတဲ့ပုဂ္ဂိုလ်ကဆောင်ရွက်ရပါတယ်ဒါနဲ့ပတ်သက်လို့ဆရာဖေမြင့်ပြောတဲ့အထက်မှာလည်းအတော်အတန်ပါသွားပါပြီအုပ်ချုပ်မှုပုံသဏ္ဍာန်ကိုကြည့်ဆက်စချင်းကျွန်တော်တို့တိုင်းပြည်ကိုသိမ်းပြီးတာနဲ့ executive commissioner လို့ခေါ်တဲ့အုပ်ချုပ်ရေးမင်းကြီးတစ်ပါးကိုခန့်တယ်အုပ်ချုပ်ရေးမင်းကြီးတစ်ပါးခန့်ပြီးအဲ့ဒီအုပ်ချုပ်ရေးမင်းကြီးကအုပ်ချုပ်တယ်ပြီးတော့နောက်ထပ်တရားရေးပြဿနာကိုဖြေရှင်းမှု judicial commissioner လို့ခေါ်တဲ့တရားရေးမင်းကြီးတဦးကိုခန့်တယ်အဲ့တော့သူတို့နှစ်ယောက်ဟာအာဏာလုံးဝတခြားစီပဲအုပ်ချုပ်ရေးမင်းကြီးကလူတယောက်ကိုအစိုးရကိုပုံကန်နေဆိုပြီးဖမ်းခဲ့ပေမဲ့ဒီဘက်ကတရားမင်းကြီးကလွတ်ချင်လွတ်လိုက်တယ်အုပ်ချုပ်ရေးနဲ့တရားစီရင်တိတိတသာခွဲထားပါတယ်
အဲ့တော့ပြောချင်တာကအုပ်ချုပ်မှုပုံသဏ္ဍာန်ပြောင်းသွားတယ်သို့တော်လည်းပဲတကယ်တော့ပုံသဏ္ဍာန်အရာပြောင်းပေမဲ့လှုပ်ထုံးလုံနည်းပိုင်းပြောင်းသွားပေမဲ့အာဏာရှင်ကတော့အင်္ဂလန်ပါလီမန်ဘုရင်မကြီးနာမည်ခံပြီးတော့အင်္ဂလန်ကပဲကျွန်တော်တို့ကိုအုပ်ချုပ်ပါတယ်ကျွန်တော်တို့တိုင်းသူပြည်သားတွေကတော့အင်္ဂလိပ်ရဲ့ကျွန်းပါပဲဒါကတော့ဒုတိယမြန်မာနိုင်ငံတော်အကြောင်းအကျဉ်းချုပ်ပေါ့ဗျာတတိယမြန်မာနိုင်ငံတော်အကြောင်းကျွန်တော်နည်းနည်းပြောမှဖြစ်မယ်ဘာကြောင့်လဲဆိုတော့တတိယမြန်မာနိုင်ငံတော်ဟာကျွန်တော်တို့ဗမာနိုင်ငံရွှေထီးဆောင်ခဲ့တဲ့ခေတ်ပါဆရာဦးဖေမြင့်ပြောတဲ့အထက်မှာပါပါတယ်ဒီမိုကရေစီအပြည့်အဝရခဲ့တဲ့ခေတ်ပါဒါပေမဲ့ဒါကတည်း50ကျော်ခဲ့ပြီဒါကြောင့်အသက်ဒီကနေ့50 40ကျော်50ရှိတဲ့လူတွေကဒီခေတ်ကိုမသိဘူးဖတ်လို့သိတဲ့အသိပဲရှိမယ်ဖြတ်တန်းခဲ့ရတဲ့အထဲမှာမပါဘူးအဲ့ဒါကြောင့်ကျွန်တော်ကလူငယ်များကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့ရဲ့တတိယမြန်မာနိုင်ငံတော်အကြောင်းနည်းနည်းလေးကျွန်တော်ပြောချင်ပါတယ်9မိနစ်10မိနစ်လောက်ကျွန်တော်ပြောပါမယ်1948ခုနှစ်လွတ်လပ်ရေးမရခင်1949ခုနှစ်မှာလွတ်လပ်ရေးရပြီးရင်ကျွန်တော်တို့ဗမာနိုင်ငံကိုဘယ်လိုဖွဲ့စည်းတည်ထောင်အုပ်ချုပ်မယ်ဆိုတာကိုကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတေချာစဉ်းစားပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကိုရေးဆွဲဖို့လုပ်ခဲ့ပါတယ်အခုခေတ်စစ်တပ်ကရေးတယ်လို့မဟုတ်ပါဘူးဗိုလ်ချုပ်အောင်ဆန်းကဥဆောင်တာဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းလည်းမရေးပါဘူးဖွဲ့စည်းပုံအခြေခံဥပဒေရေးဖို့ဆိုပြီးတော့တိုင်းပြုပြည်ပြုလွှတ်တော်တစ်ခုကို1949ဧပြီလ9ရက်နေ့မှာရွေးကောက်တင်မြှောက်ခဲ့ပါတယ်အဲ့ဒါလိုပြည်သူလူထုစာတမ်းနဲ့ရွေးကောက်တင်မြှောက်တဲ့ Constituent Parliament Assembly လို့ခေါ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့လူထုကရွေးချယ်တဲ့ကိုယ်စားလှယ်တွေနဲ့ပါလီမန်ကိုအရင်ဖွဲ့ပါတယ်ဖွဲ့ပြီးတော့ဒီပါလီမန်ကိုကျွန်တော်တို့1949ဇွန်လ10ရက်နေ့မှာပထမဦးဆုံးထိုင်ပါတယ်ပါလီမန်ထိုင်တဲ့နေ့ဆိုတော့ဥက္ကဋ္ဌတို့ဘာလို့ရွေးတာဖွဲ့တွေဘာတွေဖွဲ့တော့ဦးနုကဥက္ကဋ္ဌဖြစ်ပါတယ်အဲ့ဒီနေ့ကအဲ့ဒီအလုံးနဲ့ပြီးသွားပါတယ်ဇွန်လ16ရက်နေ့မှာဒုတိယအစည်းအဝေးထိုင်ပါတယ်အဲ့ဒီမှာဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပဲလာမဲ့တတိယမြန်မာနိုင်ငံတော်ကိုဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမူ9ချက်ကိုတင်သွင်းဖတ်ကြားပါတယ်ဇွန်လ16ရက်နေ့ဖြစ်ပါတယ်ပြီးတော့အဲ့ဒီမူကိုအတည်ပြုတယ်အဲ့ဒီမူအတိုင်းဖွဲ့စည်းပုံရေးဖို့အဖွဲ့ဖွဲ့တယ်ဥပဒေပညာရှင်တွေပါတယ်နိုင်ငံရေးသမားတွေပါတယ်နိုင်ငံသားဥပဒေပညာရှင်6ယောက်ပါပါတယ်အဲ့ဒီအဖွဲ့ကိုဖွဲ့ပြီးတော့ရေးဖို့စီမံဆောင်ရွက်ပါတယ်အဲ့ဒီအချိန်မှာပဲဇူလိုင်19ရက်နေ့မှာတလနဲ့3ရက်ပဲကြာပါတယ်ဗိုလ်ချုပ်လောက်ကြံခံလိုက်ရပါတယ်ဗိုလ်ချုပ်မရှိပေမဲ့1940စီပုံချင်းဥပဒေကိုအဲ့ဒီတုန်းကတော့ပါလီမန်ဥက္ကဋ္ဌဦးနုကနေဆက်ပြီးဥဆောင်ပြီးတော့ရေးဆွဲခဲ့ပါတယ်စက်တင်ဘာလ24အားလုံးပေါင်းရက်တရာမပြည့်ပါဘူးအတည်ပြုပြဋ္ဌာန်းခဲ့တယ်ကျွန်တော်ပြောချင်တာကတတိယမြန်မာနိုင်ငံတော်ရဲ့အခြေခံအုတ်မြစ်ကိုလွတ်လပ်ရေးမယူခင်ကြိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကဖောင်ဒေးရှင်းကိုအခိုင်အမာချပါတယ်အဲ့ဒါဟာခုနကဆရာဦးဖေမြင့်ပြောသွားတဲ့အပြည့်အဝဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်နိုင်ဖို့ဒီဖောင်ဒေးရှင်းကိုလွတ်လပ်ရေးမယူခင်အရင်ချတယ်လွတ်လပ်ရေးယူပြီးတာနဲ့အဲ့ဒီ1949စက်တင်ဘာလ24ရက်နေ့မှာအတည်ပြုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျွန်တော်တို့ဗမာနိုင်ငံကိုအုပ်ချုပ်တယ်ခက်ကမကောင်းပါဘူးလွတ်လပ်ရေးရပြီးလွတ်လပ်ရေးရတာဇန်နဝါရီလ4ရက်နေ့24ရက်ပဲကြာတယ်ဇန်နဝါရီ28ရက်နေ့မှာကွန်မြူနတီစတော့ခုပြီးတောက်လျှောက်အဲ့ဒီအစပြီးတော့ကျွန်တော်တို့ဟာပြည်တွင်းစစ်ဖြစ်တယ်ရုံစုံတပုံထတယ်1950ခုနှစ်ရောက်တဲ့အခါမှာဗမာနိုင်ငံတနိုင်ငံလုံးတပုံလက်ထဲရောက်သွားပြီရန်ကုန်တစ်မြို့ပဲကျန်တယ်အစိုးရကိုတောင်ရန်ကုန်အစိုးရလို့ပဲခေါ်တယ်မြန်မာနိုင်ငံအစိုးရမခေါ်တော့ဘူးရန်ကုန်တောင်ရန်ကုန်တစ်မြို့လုံးမဟုတ်တော့ဘူးအင်းစိန်ခွဲကြံကကရင်လက်ထဲရောက်သွားပြီရန်ကုန်မြို့လည်းပဲအစိုးရလက်ထဲမှာရှိတယ်ပြောချင်တာကအဲ့ဒီလောက်အခြေအနေဆိုးတယ်အဲ့ဒီအခြေအနေဆိုးကနေတိုက်ရင်အဲ့ဒီအခါကပြည်သူတွေချစ်တဲ့တမတော်ရဲ့ကျေးဇူးနဲ့အဲ့ဒီရောင်စုံတပုံကိုနှိမ်နှင်းခဲ့တယ်
ပြီးတော့ကျွန်တော်တို့အာဏာကိုပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တယ်အဲ့ဒီလောက်တိုင်းပြည်ကြီးဗျံပါရာဖြစ်နေတာတောင်တကယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေဟာအတိမ်အဆောက်မရှိရှေ့ကိုသွားနေတယ်ဆရာပြောတဲ့ထဲမှာပါတယ်သတင်းစာတွေဘယ်လောက်လွတ်လပ်တယ်အဲ့ဒါဟာစံချိန်မဲ့ဒီမိုကရေစီဘယ်လောက်ရှိသလဲဆိုတဲ့ပေတာဟာနေ့စဉ်ထုတ်သတင်းစာကိုကြည့်လိုက်ရင်သိပါတယ်ပြီးတော့သိမကြပါဘူးကျွန်တော်တို့ရွေးကောက်ပွဲပြန်လုပ်တယ်ရွေးကောက်ပွဲပြီးတော့ပါစာဖလာနှစ်ချမ်းကွဲဖို့အကြောင်းတွေပေါ်လာတယ်နောက်ဆုံးတော့ကွဲတယ်ဆရာပြောတဲ့ထဲမှာပါတယ်အာနာသိမ့်တယ်တော့မသိမ့်မှလည်းကွာမင်းတို့နာမည်ပြည့်မယ်ဆိုလွှဲပေးလိုက်ရတယ်အာနာယပါတီနှစ်ချမ်းကွဲပြီးတော့နိုင်ငံရေးမတီမငြိမ်ဖြစ်တယ်စောစောကစီရေးပဋိပက္ခဖြစ်တယ်နောက်နိုင်ငံရေးမတီမငြိမ်ဖြစ်တယ်အဲ့တော့စစ်အာဏာရှင်စနစ်နဲ့2နှစ်လောက်အုပ်ချုပ်လိုက်တယ်58ကနေ60ကျတော့ရွေးကောက်ပွဲလုပ်တယ်ဖေဖော်ဝါရီမှာရွေးကောက်ပွဲပါထဆာဦးနုနိုင်နဲ့အာဏာပြန်လွှဲတယ်နောက်ထပ်တစ်နှစ်ကျော်2နှစ်နီးနီးအာဏာပြန်သိမ်းသွားတယ်ဆိုတော့အဲ့ဒီအတူချုပ်ကတော့အဲ့ဒီ73နှစ်ဟာအခြေအနေသိပ်မကောင်းပါဘူးသို့တော့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုအပြည့်အပြည့်အကောင့်ထဲပေါ်နေတဲ့အချိန်ပဲဒီမိုကရေစီစနစ်နဲ့နိုင်ငံတော်ကိုတည်ဆောက်တာတိုင်းပြည်ရဲ့အခြေအနေအဲ့ဒီလောက်မတည်မငြိမ်ဖြစ်နေတာတောင်ကျွန်တော်တို့ဗမာနိုင်ငံဟာအဲ့ဒီအချိန်ကအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်ဒီကနေ့ခင်ဗျားတို့ရောက်နေတဲ့စင်ကာပူနိုင်ငံဟာဒီကနေ့ကျွန်တော်ပြောနေတဲ့အချိန်မှာအရှေ့တောင်အာရှမှာသူကအချမ်းသာဆုံးဆိုတဲ့ဘွဲကိုယူထားပါတယ်အဲ့ဒါကျွန်တော်တို့က1960တွေကပိုင်ထားပါပြီ1960မှာစင်ကာပူနိုင်ငံဆိုတာမရှိသေးပါဘူးကျွန်တော်မှတ်မိသလောက်ဆိုရင်စင်ကာပူနိုင်ငံဟာ50မပြည့်သေးဘူးကျွန်တော်လာမယ့်နှစ်မှာပြည့်မယ်နဲ့တူတယ်သူတို့ရွှေတို့အခါနာလုပ်ဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာကျွန်တော်တို့ဗမာနိုင်ငံဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးဖြစ်နေတဲ့အချိန်မှာစင်ကာပူနိုင်ငံကတငါရွာလေးပဲရှိပါသေးတယ်ဘာစီးပွားရေးမှမရှိပါဘူးအမှန်တန်ကိုဆင်းရဲပါတယ်သူတို့မလေးရှားကနေလွတ်လပ်ရေးအပြည့်အဝမရသေးပါဘူး64မှနဲ့တူတယ်64 5အဲ့ဒီလောက်ကြာတော့မှသူကလွတ်လပ်ရေးအပြည့်အဝရပြီးတော့စင်ကာပူနိုင်ငံကိုထူထောင်ပါတယ်အဲ့ဒီစင်ကာပူနိုင်ငံဟာအခု50မပြည့်သေးဘူးအရှေ့တောင်အာရှမှာသူအချမ်းသာဆုံးဖြစ်နေတယ်သူလည်းဒီမိုကရေစီနိုင်ငံပဲစင်ကာပူနိုင်ငံရဲ့ဒီမိုကရေစီစနစ်ကိုပညာရှင်တွေကဝေဖန်တယ်စင်ကာပူနိုင်ငံမှာကျင့်သုံးနေတဲ့ဒီမိုကရေစီဆိုတာဒါအပြည့်အဝဒီမိုကရေစီမဟုတ်ပါဘူးတဲ့ရာနှုန်းပြည့်ဒီမိုကရေစီလို့မဆိုနိုင်ပါဘူးတဲ့တချို့က65လောက်ပဲရှိပါတယ်လို့တချို့က60လောက်ပဲရှိပါတယ်ဒါလောက်ပဲပြောပါတယ်စင်ကာပူနိုင်ငံရဲ့ဒီမိုကရေစီဟာစံနှုန်းပြည့်ဒီမိုကရေစီမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒီစံနှုန်းမပြည့်တဲ့ဒီမိုကရေစီနိုင်ငံစင်ကာပူဟာ50မပြည့်ခင်အရှေ့တောင်အာရှမှာအချမ်းသာဆုံးဖြစ်ခဲ့တယ်တစ်ချိန်ကကျွန်တော်တို့ဗမာနိုင်ငံဟာကျွန်တော်ပြောခဲ့တဲ့1960 62အာဏာသိမ်းတဲ့အချိန်ဝန်းကျင်မှာအရှိတောင်အာရှမှာကျွန်တော်တို့တိုင်းပြည်ကအချမ်းသာဆုံးအာဏာသိမ်းတဲ့နေ့မှာတောင်နိုင်ငံခြားအရန်ရမုံငွေအမေရိကန်ဒေါ်လာ228 သန်းရှိတယ်လို့ကျွန်တော်တို့မှတ်သားဘူးတယ်အာဏာသိမ်းတဲ့အချိန်အရန်ချမ်းသာတာတော့228 သန်းဆိုတာဒီနေ့ခေတ်နဲ့သွားတွက်လို့မရဘူးလွန်ခဲ့တဲ့နှစ်50ကျော်လောက်ကသိငွေကြေးတန်ဖိုးရှိတဲ့အချိန်ကျွန်တော်တို့တော်တော်ချမ်းသာခဲ့တယ်အကောင်းဆုံးပညာရေးစနစ်ကဗမာပြည်မှာရှိတယ်တရုတ်ပြည်ကဗမာပြည်မှာစာလာသင်ရတယ်အိန္ဒိယကဗမာပြည်မှာစာလာသင်ရတယ်ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ဆိုတာအရှေ့တောင်အာရှမှာအကောင်းဆုံးတက္ကသိုလ်ပညာရေးကထိပ်ဆုံးပဲကျွန်တော်တို့ကျမ်းမာရေးလည်းကျွန်တော်တို့ကထိပ်ဆုံးပဲရန်ကုန်ဆေးရုံကြီးကအရှေ့တောင်အာရှမှာအကောင်းဆုံးဆေးရုံပဲဒီမှာလာကုရတယ်ကျွန်တော်တို့အရန်ချမ်းသာတယ်ပညာရေးကောင်းတယ်ကျမ်းမာရေးကျွန်တော်တို့စောင့်ရှောက်မှုပေးနိုင်တယ်အားကစားလည်းကျွန်တော်တို့ကထိပ်ပါပဲနောက်တယ်ယူပို့ဆောင်ရေးမှာအဲ့ဒီတုန်းကယူရီးယားမှာအပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတာမရှိပါဘူးဗမာနိုင်ငံမှာပဲရှိပါတယ်ယူရီးယားနိုင်ငံသားထိုင်းလန်နိုင်ငံခြားသွားခြင်းဗမာပြည်အရင်လာတယ်ဗမာပြည်ကမှတစ်ဆက်အင်္ဂလန်အမေရိကန်တခြားနိုင်ငံသွားလို့ရတယ်အဲ့တော့ပထမဦးဆုံးအရှေ့တောင်အာရှမှာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကိုပိုင်တာကျွန်တော်တို့ဗမာနိုင်ငံ1960ရွေးကောက်ပွဲပြီးတော့ဒီမြတ်တန့်ရှင်ကွဲပြီးတော့ခုနဆရာဖေးပြောတဲ့ထဲပါသွားတဲ့ဥနုပြန်နိုင်ပြီးတော့ယူရီးယားဝန်ကြီးချုပ်ဗမာပြည်အလဲလာတယ်အလဲလာတော့မင်္ဂလာတုံလေရင်ခွင်းသူဖြတ်တော့ရောက်ချင်းဥနုနဲ့တွေ့တော့သူပြောတယ်ခင်ဗျားတို့မင်္ဂလာတုံလေရင်ခွင်းကြီးကြီးကျယ်လိုက်တာကျွန်တော်တို့ယူရီးယားခင်ဗျားတို့ဗမာပြည်ကိုနောက်ထပ်အနှစ်20လိုက်လို့မှီပါမလားမသိဘူးတဲ့အနှစ်20လိုက်လို့မှီပါမလားမသိဘူးယူရီးယားဝန်ကြီးချုပ်ကိုယ်တိုင်ကပေးတဲ့ပတ်ချက်ကျွန်တော်တို့ဗမာပြည်ဟာသူတို့တဲ့နှစ်20လောက်စောနေတယ်လို့သူတို့ကသဘောထားပေးသွားတယ်ပတ်ချက်ပေးသွားတယ်
ဒီကနေ့ကျွန်တော်တို့အခြေအနေနဲ့သူတို့အခြေအနေခင်ဗျားတို့နိုင်ရှင်ကြည့်ပါဒီကနေ့ကျွန်တော်တို့အခြေအနေနဲ့ဒီကနေ့စင်ကာပူအခြေအနေနိုင်ရှင်ကြည့်ပါပြီးခဲ့တဲ့2013ရှစ်လေးလုံးငွေရရုအခမ်းအနားမှာအခုလက်ရှိနိုင်ငံတော်သမ္မတကြီးရဲ့စီးပွားရေးအကြံပေးဖြစ်တဲ့ဆရာကြီးဦးမြင့်ကပြောတယ်ကျွန်တော်တို့ဗမာနိုင်ငံဟာထိုင်းနိုင်ငံရဲ့စီးပွားရေးကိုမှီဖို့ထိုင်းနိုင်ငံဆိုတာထိုင်းနိုင်ငံရဲ့ဒီကနေ့စီးပွားရေးမဟုတ်ဘူး2017 GDP ကိုမှီဖို့20ကျိုးစားရမယ်လိုက်ရမယ်သူကရက်နေရမယ်ကျွန်တော်တို့ကလိုက်ပါစင်ကာပူရဲ့2017ကိုမှီဖို့စင်ကာပူကရက်နေရမယ်ကျွန်တော်တို့ကလိုက်မယ်46နှစ်လိုက်ရမယ်ပြောသေးတယ်ဆရာကြီးကအဲ့ဒီလိုလိုက်တယ်ဆိုတာဟာလွယ်လွယ်လေးလိုက်လို့မရဘူးတဲ့ကျွန်တော်တို့ကအားအပြည့်နဲ့လိုက်ရမှာဘယ်လိုလိုက်ရမလဲဆိုတော့လမ်းလျှောက်ပြီးလိုက်လို့မရဘူးတဲ့မော်တော်ကားနဲ့လိုက်ရမှာတဲ့အဲ့ဒီမော်တော်ကားကအမတန်ကိုအင်ဂျင်ပါဝါကောင်းတဲ့ကားဖြစ်ရမယ်လမ်းကလည်းကျွင်းကြိုက်ခလုတ်မရှိတဲ့လမ်းဖြစ်ရမယ်မောင်းတဲ့ဒရိုင်ဘာလည်းကြွားရမယ်လမ်းမှာစီပြတ်ဘိန်းပေါက်ရင်ပံ့ပိုးကူညီမဲ့လူကလည်းရှိရအောင်ပဲတဲ့အဲ့ဒီအားကောင်းတဲ့ကားကြီးကျွမ်းကျင်တဲ့ဒရိုင်ဘာအမတန်ကောင်းတဲ့လမ်းဘေးကပံ့ပိုးမှုတွေနဲ့မောင်းရမယ်တဲ့အဲ့ဒီရက်နေတဲ့လူကိုအဲ့ဒီလိုကားနဲ့မောင်းပြီးလိုက်ရမယ်အဲ့ဒါယူရီးယားကိုမိဖို့20မလေးရှားအင်ဒိုနီးရှားကိုမိဖို့28နှစ်စင်ကာပူကိုမိဖို့46နှစ်လိုက်ရမယ်ဆရာကြီးကဥပမာနဲ့ပေးတာအမှန်တန်အားကောင်းတဲ့မော်တော်ကားဆိုတာဒုတဲကြီးမားတဲ့အရင်အနည်းများတဲ့အရင်အနည်းငွေတွေနဲ့စီးပွားရေးကိုလုပ်ရမယ်လို့ပြောချင်တာလမ်းကောင်းရမယ်ဆိုတာက infrastructure တွေ internet တွေကောင်းရမယ်တွားရေးလာရေးတွေအကုန်သားရမယ်ဒါကိုပြောတာပါကျွမ်းကျင်တဲ့ driver ဆိုတာဥဆောင်မှုပေးတဲ့ပုဂ္ဂိုလ်သမ္မတတို့ကျွန်တော်တို့ကုန်သွယ်ရေးဝန်ကြီးတို့ဒါလို့တာဝန်ခံဆောင်ရွက်မဲ့ပုဂ္ဂိုလ်တွေကလည်းအမှန်တန်တော်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရပြီးတော့ဘိန်းပေါက်ရင်ဖာဖို့စီပြရင်ထည့်ပေးဖို့ဆိုတာနေရာတိုင်းကဏ္ဍတိုင်းမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကလိုရင်လိုတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်အောင်အမှန်တန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေပညာရှင်တွေရဲ့ပံ့ပိုးကူညီမှုလည်းပါရမယ်သူကဒီလိုပြောချင်တာအဲ့ဒီလောက်ဘက်စုံပြည့်စုံတဲ့အနေအထားနဲ့လိုက်မှ20နဲ့ပြီးမယ်မဟုတ်လို့ရှိရင်20လည်းမပြီးနိုင်ဘူးအဲ့ဒီတော့တူတူပြောရရင်သိရှည်သွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာတစ်ချိန်ကအရန်ချမ်းသာနေပါလေရဲ့နဲ့ကျွန်တော်တို့ချမ်းသာနေတဲ့အချိန်မှာစင်ကာပူနိုင်ငံဆိုတာတောင်မရှိသေးတဲ့မလေးရှားရဲ့တောင်မဲ့ဆုံးအဖျားကကျွန်းကလေးကဒီကနေ့အကြီးအကျယ်ချမ်းသာပြီးကျွန်တော်တို့ကသူတို့ကို46နှစ်လိုက်ရမယ်ကျွန်တော်တို့ကယူရီးယားတဲ့20စောနေရနေအခု20ပြန်လိုက်ရမယ်ဆိုအသွားပြန်ဆို40ကွာသွားပြီအဲ့ဒီလောက်ကျွန်တော်တို့ကကွာဟသွားအောင်ကြံရစ်ခဲ့တယ်အဲ့တော့ရှင်းနိုင်အောင်ကျွန်တော်ပြောပြတာပါကျွန်တော်တို့ရဲ့တတိယမြန်မာနိုင်ငံတော်ဟာဘယ်လောက်ကြီးကျယ်ခမ်းနားသလဲအချိန်ကြာတော့မခံဘူး73နှစ်ပဲခံတယ်သို့တော့ကျွန်တော်တို့ကအမတန်ကြီးကျယ်ခမ်းနားတဲ့နိုင်ငံတစ်ခုကျွန်တော်တို့သမိုင်းမှာရှိခဲ့ဘူးတယ်အဲ့ဒါကိုလူငယ်ပိုင်းနေမသိဘူးလူငယ်ပိုင်းနေမိတာကသူတို့မွေးတဲ့အချိန်သူတို့ကြီးတဲ့အချိန်လူဖြစ်တဲ့အချိန်မှာပထမဆက်အာဏာရှင်ပြီးတော့တပါတီမဆလာအာဏာရှင်ပြီးတော့အလွန်အမင်းဆိုးတဲ့88နောက်ပိုင်းရက်ဆက်ပြင်းထန်လွန်းတဲ့စစ်အာဏာရှင်ဒီစနစ်တွေကိုပဲဒီလူငယ်တွေကကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့အခါမှာတစ်ချိန်ကဗမာနိုင်ငံဟာအရှေ့တောင်အာရှမှာဒီမိုကရေစီအလွန်ထွန်းကားပြီးအလွန်ချမ်းသာတဲ့နိုင်ငံဆိုတာသိတောင်မသိကြဘူးဒီလိုဖြစ်ခဲ့တယ်ဒီလိုကျွန်တော်တို့ရွှေထီးစောင်းခဲ့တယ်ဆိုတာမသိဘူးတကယ်တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အဆင့်ဘယ်လောက်မြင့်တယ်လဲဆိုတာအမတမထင်ရှားတဲ့မှတ်ကြောက်တစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုတော့ဥတ္တကုလသမဂ္ဂအတွင်းမှုချုပ်ဖြစ်ခဲ့တဲ့ဥတ္တဘာကြောင့်ဥတ္တကိုကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးရဲ့အတွင်းမှုချုပ်ခန့်တယ်လေဥတ္တတော်ရမှန်တယ်တကယ်အခြေအနေမှန်ကဥ
ဥတ္တရဲ့နိုင်ငံဖြစ်တဲ့ဗမာနိုင်ငံရဲ့ပုံရိပ်ဟာတိတ်ကိုကောင်းလွန်အားကြီးတဲ့အခါမှာအမတန်လေးစားဖွယ်ရာကောင်းတဲ့ဗမာနိုင်ငံကနိုင်ငံသားတဦးဖြစ်တဲ့ဥတ္တဟာကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ထမ်းဆောင်တိုက်တယ်ဆိုပြီးတော့ရုရှားတဲ့အမေရိကန်တဲ့ရုရှားပဲဘယ်လို့မှအတွင်းရေးမှူးချုပ်ရွေးလို့မရတဲ့အချိန်မှာကျွန်တော်တို့ဂုံတရေအမတန်ကြီးမားတဲ့မြန်မာနိုင်ငံရဲ့နိုင်ငံသားတဦးဖြစ်တဲ့ဥတ္တဟာအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တယ်။ဒါဘာကိုပြသလဲဆိုတော့ကျွန်တော်တို့ရဲ့ image ကျွန်တော်တို့ပုံရိပ်ဟာအဲ့ဒီလောက်ကောင်းခဲ့တယ်။ဒါကြောင့်ကျွန်တော်ကညီငယ်ညီမငယ်တွေကိုပြောချင်တာကျွန်တော်တို့ဗမာနိုင်ငံဟာတစ်ချိန်လုံးအာဏာရှင်စနစ်အောက်မှာနေခဲ့ရပြီးအာဏာရှင်စနစ်ကိုရုန်းကန်နေတဲ့နိုင်ငံမဟုတ်ဘူး။ကျွန်တော်တို့ဟာဒီမိုကရေစီနိုင်ငံကျွန်တော်တို့ရဲ့ဒီမိုကရေစီပိုင်ခွင့်ဓမြတိုက်ခံလိုက်ရလို့လက်လွတ်ဆုံးရှုံးအဲ့ဒါကိုကျွန်တော်တို့ပြန်ရအောင်ယူဖို့ကြိုးစားနေတယ်ဆိုတဲ့အသိအလုံးရှိဖို့လိုတယ်မရဘူးတာကိုသူများစီမှာတောင်းနေတာမဟုတ်ဘူးကျုပ်တို့ပစ္စည်းခင်ဗျားတို့လူယူသွားတာပြန်ပေးပါလို့ကျွန်တော်တို့တောင်းနေတာဒီအချက်ကိုကျွန်တော်တို့ကသတိရှိဖို့သတိထားဖို့လိုပါတယ်နိုင်ငံခြားကပညာရှင်တွေတော်တော်များများကျွန်တော်တို့တိုင်းပြည်ကိုလာပါတယ်ဘာကူညီလို့တလဲမေးပါတယ်လိုအပ်တာကူညီပေးမယ်ပြောပါတယ်အဲ့ဒါလိုပြောဆိုဆွေးနွေးတိုင်းအရင်ပိုင်းနေတော့ကျွန်တော်နဲ့တိတ်မဆွေးနွေးပြပါဘူးဒီဘက်နောက်ပိုင်းကျွန်တော်နဲ့တော်တော်လေးဆွေးနွေးပြတယ်ဥပဒေပညာရှင်တွေလာရင်များသောအားဖြင့်ဒေါအောင်ဆန်းစုကြည်ကကျွန်တော်ရှိကိုလွှတ်ပါတယ်ကျွန်တော်နဲ့ဆွေးနွေးပါပြောတယ်အဲ့တော့ကျွန်တော်ကတော်တော်လေးထိတွေ့ခွင့်အခွင့်အရေးရတယ်သူတို့တွေပြောတိုင်းကျွန်တော်တို့ကိုဒီမိုကရေစီယဉ်ကျေးမှုကိုတွန်းတင်ပေးခြင်းနဲ့သဘောနဲ့ပြောတယ်ဒီမိုကရေစီလိုချင်ရင်ဒီလိုနေရမယ်ဒီလိုထိုင်ရမယ်ဒီလိုကျင့်ကြံရမယ်တခါတလေတော့လဲကျွန်တော်တို့အလိုက်ထိုက်ပြောတာပေါ့ဟုတ်ကဲ့ပါခင်ဗျာပေါ့ကျွန်တော်လည်းစူးစမ်းနေပါတယ်ခင်ဗျားတို့လည်းကူပါဒါမှမဟုတ်ကြာလာတဲ့အခါကျွန်တော်တို့ယင်ထဲမှာမခံနိုင်ဘူးတကယ်တော့ကျွန်တော်ကတထေးပဲဗျာကျွန်တော်အမတန်ချမ်းသာတဲ့တထေးတယောက်ပဲကျွန်တော်ကိုလာပြီးတော့တထေးဆိုတာဘယ်လိုအလုပ်လုပ်ရတယ်ဘယ်လိုနေရတယ်ဘယ်လိုထိုင်ရတယ်ကျွန်တော်ကိုသင်စရာမလိုဘူးလေကျွန်တော်ကတကယ်တော့တထေးပဲဓမြတိုက်ခံရလို့မွဲသွားတယ်ကျွန်တော်ကတထေးပဲဟုတ်တယ်အဲ့တော့ကျွန်တော်ဓမြတိုက်ခံရတဲ့ပစ္စည်းတွေအခုတွေ့နေပြီအကောင်နဲ့မိနေပြီအဲ့ဒါပြန်ပေးပါကျွန်တော်တောင်းနေတာပဲအဲ့တော့ခင်ဗျားတို့ကူညီမယ်ဆိုရင်ဟိုမှာကျွန်တော်ပစ္စည်းမြင်နေပြီ तू မတရားယူထားတာခင်ဗျားတတ်နိုင်ရင်အဲ့ဒါယူပြီးကျွန်တော်ကိုပြန်ပေးကျွန်တော်ကိုတထေးပဲလို့နေရမယ်ဆိုတာမျိုးတော့မတင်ပါနဲ့ဗျာအဲ့ဒီလိုမျိုးတင်နေမယ်ဆိုရင်ခင်ဗျားတို့ဗမာပြည်ကိုကူညီဖို့ဖြစ်မှာလည်းမဟုတ်ဘူးအဲ့ဒီအကူအညီမျိုးလဲကျွန်တော်တို့ကမလုပ်ဘူးနောက်ပိုင်းကျွန်တော်တို့ပွင့်ပွင့်လင်းလင်းဆွေးနွေးလာတယ်ခုအမေရိကသွားတယ်တွေ့တဲ့လူတိုင်းနဲ့ကျွန်တော်ဒီဟာကိုပြောတယ်သူတို့ကကျွန်တော်တို့နဲ့တွေ့တိုင်းဘာကူညီရမလဲဘာလုပ်ပေးရမလဲဟာကျွန်တော်တို့ကခင်ဗျားတို့ဗမာပြည်ဒီမိုကရေစီရတာလို့လားတယ်ခင်ဗျားတို့လည်းလို့လားတယ်ကျွန်တော်တို့ဘာကူညီရမလဲမေးတယ်ဒါပေမဲ့သူတို့မေးတိုင်းသူတို့ပေးမဲ့အကူအညီကမသိမတတ်တဲ့လူကိုသင်ကြားပေးမဲ့ပို့ချပေးမဲ့အကူအညီမျိုးတွေတွေ့လာရင်ကျွန်တော်တွေ့တိုင်းပြောတယ်ကူညီမယ်ဆိုတော့ကျေးဇူးတင်တယ်ဒါပေမဲ့ခင်ဗျားဘယ်လိုကူညီမှာတော့စာမတင်နဲ့ကျွန်တော်တို့လက်ချပေးဖို့မဟုတ်ဘူးကျွန်တော်တို့ပစ္စည်းကျွန်တော်တို့ပြန်လိုချင်တယ်အဲ့ဒါဘယ်လိုရအောင်ခင်ဗျားတို့လုပ်ပေးနိုင်မလဲအဲ့ဒီနီလန်းကျွန်တော်တို့ကိုပေးကျွန်တော်ဒီလိုပဲတောင်းတယ်ဒီလိုပဲကျွန်တော် professor တော်တော်များများနဲ့ဆွေးနွေးတယ်ဆိုတော့ဒါကျွန်တော်တို့လူငယ်တွေသိထားရမယ့်အခြေအနေပေါ့ကျွန်တော်တို့ဟာမရသေးတဲ့ပစ္စည်းကိုလိုချင်လို့တောင်းတာမဟုတ်ဘူးမရဘူးတော့တောင်းတာမဟုတ်ဘူးကိုယ့်ပစ္စည်းကိုပြန်တောင်းနေတဲ့အနေအထားဒါကိုကျွန်တော်တို့ဘယ်လိုရအောင်ယူရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့အလုံးသိထားဖို့လိုတယ်မသိသေးတဲ့လူတွေကိုလည်းပဲဒီဟာကိုကျွန်တော်တို့ပြန်ပြီးတော့ share မျှဖို့လိုပါတယ်ဆရာဥဖေမြင့်ဟောပြောပွဲတွေမှာအများနဲ့ဒီချက်ကိုထည့်ပြီးတော့ဟောပါတယ်တော့ဒါအခုဒီနေ့တော့ဆရာပြောတဲ့ထဲမှာသိမပါသွားလို့ကျွန်တော်နည်းနည်းလေးဖြည့်ပြီးတော့ပြောတာပါဆိုတော့ဒါကျွန်တော်တို့တတိယမြန်မာနိုင်ငံတော်အကြောင်းကျွန်တော်တို့ဟာအမတန်မှထင်ရှားကြော်ကြားတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခဲ့ဘူးတယ်အဲ့ဒါဟာကျွန်တော်တို့ရဲ့တတိယမြန်မာနိုင်ငံဆိုတာဒါလေးကိုကျွန်တော်နည်းနည်းလေး highlight လုပ်ချင်တာပါနောက်စရုပ်ထအလုံးသိပါတယ်1962ခုနှစ်စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်တနည်းအားဖြင့်ကျွန်တော်တို့ပိုင်တဲ့နိုင်ငံတော်အာဏာအဓမ္မအကြမ်းဖက်တဲ့နည်းနဲ့ဓမြတိုက်ခံလိုက်ရတဲ့အချိန်အဲ့ဒီအချိန်ကနေစပြီးဒီဘက်ခေတ်နိုင်ငံတော်အာဏာအကြောင်းကျွန်တော်အတူချုပ်ကလေးပြောချင်ပါတယ်အဲ့တော့1962ခုနှစ်မှာအာဏာသိမ်းလိုက်တယ်ဆရာပြောတဲ့အထက်မှာပါပါတယ်တကယ်တော့အာဏာသိမ်းစရာအကြောင်းဘာမှမရှိပါဘူးရှမ်းကစပြီးတော့ Federal တောင်းပါတယ်
ရွက်ကောက်ပွဲပြီးဥနုနိုင်ပြီဥနုနိုင်တာနဲ့ဥနုစရင်ဆိုင်ရတဲ့ပြဿနာအဲ့ဒါပဲရှမ်းကစောင့်နေတာကြာပြီဟိုမှာလွတ်လပ်ရေးကျွန်တော်တို့1940ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်မရေးဆွဲခင်1940ကလေးကပင်လုံညီလာခံမှာကလေးကဆွေးနွေးထားတာတွေရှိတယ်ပြည်တော်စုစနစ်သွားမယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်တိုင်းရင်းသားတွေကိုစောတော့ကျွန်တော်ပြောတဲ့ဗိုလ်ချုပ်အောင်ဆန်းလွတ်တော်မှာဖတ်သွားတဲ့အခြေခံမူ9ချက်ထဲမှာလည်းနံပါတ်1ကအဲ့ဒါပဲတိုင်းရင်းသားတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုတာပါတယ်အဲ့ဒါမရသေးဘူးဒီမှာပြည်တွင်းမှာမငြိမ်မသက်ဖြစ်နေလို့ရှမ်းကလည်းပါဇက်ပိတ်နေရတယ်မတောင်းနိုင်ဘူးအခုတော့ရွေးကောက်ပွဲလည်းပြီးသွားပြီအိမ်ဆောင်အစိုးရလည်းဆင်းသွားပြီဥနုပြန်တက်လာပြီဒါလူလူရွေးတဲ့အစိုးရဆိုတော့အဲ့ဒီမှာစကားပြောတယ်ကချင်ကလည်းစကားပြောတယ်အဲ့တော့ဆွေးနွေးနေကြပြီဆွေးနွေးနေတာတော်တော်ကိုပြေလည်နေပါပြီအပေးယူဥနုကနိုင်ငံရေးအမတန်ပတ်တတ်တဲ့သူပါဘာအပေးယူလို့တုံးဆိုတော့ဟုတ်ပြီကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်တခုရှိတယ်ခမည်းတော်တိုင်းရင်းသားတွေဘက်ကလည်းခွဲမထွက်ပါဘူးဆိုတဲ့ဂရီကိုပေးဘာပြောလို့ဆိုတော့ကျွန်တော်ပုံမှန်199နဲ့200မှာ10နှစ်နေမယ်10နှစ်နေလို့မှမကြိုက်ရင်ခွဲထွက်ခွင့်ရှိတယ်လို့ပါတယ်1940ဖွဲ့စည်းပုံမှာအဲ့ဒါကိုဥနုကဖျက်ချင်တယ်ဘယ်တော့မှခွဲမထွက်ဘူးဆိုတဲ့ဂရီကိုတိုင်းရင်းသားတွေဘက်ကလိုချင်တယ်အဲ့ဒါကိုဖွဲ့စည်းပုံတွေကဖျက်ချင်တယ်တိုင်းရင်းသားတွေကအဲ့ဒါကိုသဘောတူတယ်အပြန်အလှန်အဖြစ်ကျွန်တော်တို့ကလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးမယ်ဆိုတော့ဆွေးနွေးပွဲရအောင်မြင်ပြီအောင်မြင်တဲ့အတွက်လောက်ရမယ်နောက်တစ်ဆင့်ကဖွဲ့စည်းပုံပြင်ဖို့ပဲလောက်ရတော့မယ်အဲ့တော့အဲ့ဒီဖွဲ့စည်းပုံကိုပြင်ဖို့အတွက်အစည်းအဝေးကိုနောက်တစ်ချိန်အစည်းအဝေးကိုမတ်လ9ရက်နေ့မှာလုပ်မယ်မတ်လ2ရက်နေ့ညနေ4 နာရီမှာတိုင်းပြည်ကိုရေဒီယိုကနေကြေညာသွားပြီပြည်လည်နေပြီနောက်တစ်ဆင့်ကဖွဲ့စည်းပုံပြင်ဖို့ပဲကြံတော့တယ်အဲ့ဒီညမှာပဲကျွန်တော်တို့အာဏာအသိမ်းခံလိုက်ရတယ်အဲ့တော့အာဏာအသိမ်းခံလိုက်ရတဲ့အကြောင်းရင်းလေးလည်းကျွန်တော်စကားစပ်မိလို့ထည့်ပြောသွားတာပါအဲ့တော့အဲ့လိုအာဏာသိမ်းလိုက်တဲ့1962ခုနှစ်ကနေစပြီးတော့ခုနဆရာပြောတာပါတယ်1964အမျိုးသားစည်းလုံးညီညွတ်ရေးကိုကာကွယ်သည့်ဥပဒေဆိုပြီးတော့အဲ့ဒီကနေအသင်းအဖွဲ့တွေအကုန်ဖျက်ပလိုက်တယ်ပါတီတွေကိုဖျက်လိုက်တယ်နောက်ဘာအဖွဲ့မှလည်းဖွဲ့လို့မရတော့ဘူးထောင်လို့မရတော့ဘူးသတင်းစာလွတ်လပ်ခွင့်ကျွန်တော်တို့ရုပ်သိမ်းလိုက်တယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ3ခုစလုံးကိုစစ်ဘရင်စစ်အာဏာရှင်ဦးနေဝင်းကအားလုံးချုပ်ကင်လိုက်တယ်အဲ့ဒီနေ့ကနေစပြီးကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံတော်စပါတယ်အဲ့တော့စရုပ်ထမြန်မာနိုင်ငံတော်ဟာကာလတော်တော်ကြာသွားပါတယ်နှစ်50လောက်49နှစ်50လောက်အားလုံးပေါင်းကြာသွားပါတယ်ခုနကဆရာခစ်တင်နဲ့ပိုင်းပြီးတော့ပြောသွားပြီးသားပါ60နှစ်ကနေဟလာ sorry 60နှစ်ကနေတော်လန်ရေးကောင်စီအစိုးရဆိုပြီးတော့သူ80နှစ်အထိစနစ်အုပ်ချုပ်တယ်ပြီးတော့83နဲ့4ကိုခြားကာလအသွင်ကူးပြောင်းရေးကာလဆိုပြီးတော့2နှစ်အဲ့ဒီကနေပြီးတော့တပါတီအာဏာရှင်စနစ်အဲ့ဒါ88သွားတယ်ပေါ့ဗျာအဲ့ဒီကနေတခါဒုတိယအကြိမ်စစ်တပ်ကအာဏာပြန်သိမ်းပြီးတော့နောက်ထပ်20လောက်ဆက်အုပ်ချုပ်တော့အဲ့ဒီနှစ်ပေါင်း20လုံးဟာအာဏာကိုလူတူတယောက်တည်းရဲ့လက်ထဲမှာပဲထားတယ်ပထမ26နှစ်အာဏာသိမ်းတဲ့ဦးနေဝင်းအာဏာသိမ်းတဲ့1962ကနေ88အထိ26နှစ်ကိုဦးနေဝင်းတယောက်တည်းကပဲပထမ14နှစ်ကိုတော်လိုင်းကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်းဆိုတဲ့နာမည်နဲ့ကင်ပြီးကျင့်သုံးတယ်ဒုတိယ12နှစ်ကိုကြတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌနိုင်ငံတော်သမ္မတဦးနေဝင်းဆိုတဲ့နာမည်နဲ့တယောက်တည်းကပဲ26နှစ်နိုင်ငံတော်အာဏာကိုကင်တွယ်ကျင့်သုံးခဲ့တယ်ဗမာမင်းတွေဖုံးတကူကြီးတာတဲ့တောင်တာပါတယ်အဲ့ဒီလောက်ထိအောင်ဦးနေဝင်းကတိုင်းပြည်ကိုဖိနှိပ်ချုပ်ချယ်အုပ်ချုပ်နိုင်တဲ့အခွင့်အလမ်းရခဲ့ပါတယ်88သူပြီးသွားတဲ့အခါကျတော့အာဏာသိမ်းခေါင်းဆောင်ဘိုးစောမောင်တက်လာပါတယ်ဘိုးစောမောင်ကဂရီပေးတယ်ကြာသူမသိမ်းပါဘူးခင်ဗျားတို့ကျွန်တော်တို့အစိုးရအဖွဲ့ကိုကြည့်လိုက်တဲ့ဝန်ကြီး8ယောက်ပဲရှိတယ်လူနည်းနည်းလေးနဲ့ဖွဲ့ထားတယ်အဲ့ဒါအဓိပ္ပာယ်ကနိုင်ငံတော်အာဏာကိုကျွန်တော်တို့ကြာမသိမ်းဘူးလို့ပြောချင်တာအများဆုံးလွှဲပေးမယ်လို့ပြောချင်တာရွေးကောက်ပွဲအများလုပ်ပေးမယ်ပြောတယ်လုပ်ပါတယ်အာဏာသိမ်းပြီးရက်ပိုင်းအတွင်းမှာပဲနိုင်ငံရေးပါတီတွေမှတ်ပုံတင်မှုဥပဒေပြဋ္ဌာန်းတယ်ချက်ချင်းပဲအစိုးရအဖွဲ့တစ်ဖွဲ့အနေနဲ့မလွယ်ဘူးသူလုပ်တာအယံမြန်လွန်းနေရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးတယ်တစ်နှစ်အတွင်းမှာရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးတယ်နှစ်နှစ်မပြည့်ခင်မှာရွေးကောက်ပွဲလုပ်ပေးတယ်အယံမြန်တယ်ဒါပေမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်တော့အမျိုးမျိုးကျွန်တော်တို့အပြောင်းအလဲတွေဖြစ်သွားတယ်သူကတော့အာဏာလွှဲမယ်လို့တဖွာပြောနေတယ်ပြောလို့မကပြောတဲ့အခါကျတော့သူ့ကိုကျမ်းမာရေးမကောင်းလို့ဆို
အငိမ့်စားပေးလိုက်တယ်သိမကြပါဘူးဆုံးသွားရှာတယ်အဲ့တော့ဒါလည်းပဲကျွန်တော်တို့တမိုင်းမှာတစ်ခုရှိပါတယ်ဘိုးစောမောင်ဘာလုပ်ခဲ့တယ်လဲဘိုးစောမောင်ဘာကြောင့်ကျမ်းပါရေးချို့ယွင်းသွားတယ်လဲဘာကြောင့်ဆုံးသွားတယ်လဲဒီဟာလဲတစ်ချိန်မှာတော့မေးစရာမေးခွန်းတွေဖြစ်လာပါလိမ့်မယ်အဲ့တော့ဘိုးစောမောင်နောက်ရောက်သွားခြင်းနဲ့အတူကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေအနေလည်းအကြီးအကျယ်ပြောင်းလဲသွားတယ်ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီရရဆက်ဆက်ဖိနှိပ်ခံရတယ်နိုင်ငံတော်အာဏာကိုပြန်လဲအနှင်းဖို့ကိစ္စကိုလုံးဝနောက်ဆုတ်သွားတယ်အကြောင်းအမျိုးမျိုးပြပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးမယ်ဆိုပြီးတော့သူတို့အချိန်ဆွဲလိုက်တယ်15နှစ်နီးပါးအချိန်ယူပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေကိုသူတို့ရေးတယ်အဲ့ဒီကြားကာလတစ်လျှောက်လုံးကျွန်တော်တို့ကိုအကြီးအကျယ်ရရဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တယ်လူတွေအများအပြားဘာအပြစ်မှမရှိဘဲနဲ့ပုံမှန်အမျိုးမျိုးနဲ့ထောင်ချခံခဲ့ရတယ်ဒါတွေအလုံးကတော့ခင်ဗျားတို့လက်လန်းမှီနေပြီသိနေတဲ့အကြောင်းအရာတွေဖြစ်တော့ကျွန်တော်အကျယ်မချဲ့တော့ပါဘူးအဲ့တော့ကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံဟာကျွန်တော်တို့ရဲ့သမိုင်းမှာအဆိုးဝါးဆုံးကာလ250လို့ပြောလို့ရပါတယ်လူချင်းတူတူရရဆက်ဆက်အုပ်ချုပ်ခံခဲ့ရတဲ့ကာလပဲဟလာဒီကာလထဲမှာကျွန်တော်တို့ဗမာပြည်မှာနေခဲ့ရတယ်ဟလာကျွန်တော်တို့နိုင်ငံခြားထွက်တယ်ကျွန်တော်ပထမဦးဆုံးအကြိမ်နိုင်ငံခြားထွက်တော့ကျွန်တော်သားကျောင်းအပ်ဖို့စင်ကာပူကိုလာတာ2005ခုနှစ်မှာဗမာပြည်လေရင်ခွဲလေးမြမထွက်မချင်းကျွန်တော်ရင်လေးနေတယ်စိတ်ထဲမှာစင်ပြေပါမလားဆိုရခံစားနေဘယ်အချိန်မှငါပြန်ခေါ်ထားလိုက်ရမလဲမသွားဘူးလို့ပြောမလားပိုက်ဆံလေးကလည်းပါသေးတယ်သားကြောက်အဖို့ဒီပိုက်ဆံကြောင့်မဲငါအဖမ်းခံမလားကလေးဒုက္ခဖြစ်မှဆိုလို့ကလေးမပေးထားအကုန်ကိုကယူထားတယ်ကလေးက2ယောက်ပါတယ်အဲ့ဒီပိုက်ဆံအလုံးကကိုရှိမှာဒါနဲ့ပြစိတ်ထဲမှာပေါ့လေကျွန်တော်အများကြီးခံစားနေရတယ် stress တွေကလေးတွေမသိအောင်နေတာပေါ့ဗျစင်ကာပူလေရင်ခွင်းဆင်းတဲ့အချိန်မှာကျွန်တော်တော်တော်ကိုလွတ်လပ်တဲ့ခံစား권ကျွန်တော်ခံစားလိုက်ရတယ်ဗမာနိုင်ငံသားတယောက်ဟာဗမာနိုင်ငံမှာကျဉ်ကျပ်နေပြီးတော့တခါမှမရောက်ဘူးတဲ့အင်မတန်စီကံကြီးပါတယ်ဇရေတောင်အရာမထွေးရဘူးဆိုတော့စင်ကာပူရောက်တဲ့အချိန်မှာကျွန်တော်တော်တော်လေးကိုလွတ်လပ်ပေါ်ပါသွားတယ်အဲ့ဒီကနေကျွန်တော်ပြန်လာသူသားတို့ကအဲ့ဒီကလီမန်တီမှာနေတယ်ပေါ့ဗျာနောက်တစ်နေ့မနေ့ကကျွန်တော်အင်မတန်ပူပါနဲ့ကိုစီသူတို့ရဲ့ဘာကြီးဘာတွေပေါ့ဗျာသူအမေရဲ့အကိုဦးတင်အေးကျွန်တော်တငယ်ချင်းရှိပါတယ်သူကကျွန်တော်အတွက်ဆိုတော်တော်ပူပါနဲ့လို့သူကဖုန်းဆက်လာတယ်ဖုန်းဆက်လာတဲ့အခါကျတော့ဦးကိုနီဘယ်လိုလဲအဆင်ပြေရလားဒါကျွန်တော်ကြုံလို့ပြောတာပါဦးတင်အေးဘေးမှာဦးကြီးမြင့်ရှိနေတယ်ဗမာပြည်မှာသူတို့ကကျွန်တော်ကလမ်းလျှောက်နေအဲ့ဒီအချိန်မှာတယ်လီဖုန်းဝင်လာတယ်ဟာဦးကိုနီဦးတင်အေးရဲ့တာညီညီတန်လွင်ညီညီရှိကိုဖုန်းကဝင်လာတယ်ညီညီကကျွန်တော်ဖုန်းပေးတယ်ဒီမှာသူ့အဖေကပြောချင်တယ်တဲ့ဆိုတော့ကျွန်တော်ကဖုန်းလေးကင်လိုက်တော့ဆရာပထမဦးဆုံးဆရာဦးတင်ကျွန်တော်မေးတယ်မေကွန်းကဆရာဘယ်လိုလဲတဲ့အခြေအနေစင်ကာပူရောက်သွားတော့ကျွန်တော်ရဲ့ first trip ပထမဦးဆုံးနိုင်ငံရောက်ဖို့တော့ကျွန်တော်ရဲ့ခံစားချက်ကလေးမေးချင်တော့ကျွန်တော်လူဆိုတာကျွန်တော်အခုမှသိရပါတယ်ဆရာလို့ကျွန်တော်ကတယ်လီဖုန်းထဲကနေပြောလိုက်တယ်ဆိုတော့ဦးတင်အေးကစပီကာဖုန်းဖွင့်ပြီးတော့ပြောနေတယ်သူရုံးခန်းထဲကနေစပီကာဖုန်းဖွင့်ပြောနေတယ်ဘေးမှာဦးကြီးမြင့်ရှိတယ်ဦးကြီးမြင့်ကမြန်မာစာဆရာကျွန်တော်ကလိုက်ခေါ်တယ်ဟဲ့အောင်ကလိုက်တဲ့မင်းကိုမင်းလူဆိုတာအခုမှသိသလားကွာဆိုသူကဘေးကဝင်နောက်သေးတယ်အဲ့တော့ကျွန်တော်ကဘာကိုပြောချင်တာတော့ဆိုကျွန်တော်ပြန်တော့ရှင်းပြပါတယ်လူတယောက်လို့ကျွန်တော်ခံစားလိုက်ရတာနိုင်ငံခြားကိုရောက်တော့မှဒီကလူတွေကျွန်တော်တို့အပေါ်မှာတကယ်အပြည့်အဝလူလိုဆက်ဆံတာဟုတ်ကျွန်တော်တို့ကိုတိုင်းပြည်မှာကိုလူလိုဆက်ဆံမခံဘူးလွတ်လွတ်လပ်လပ်မနေရဘူးရောက်တဲ့အချိန်မှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတဲ့ခံစားချက်မရှိဘူးအဲ့တော့အဲ့ဒါလိုလူတယောက်ဖြစ်ရတဲ့အရာသာဒင်ပြစ်ကြက်ပြေကိုစပြီးတော့ခံစားလိုက်ရတာအခုမှပဲဗျာလို့ကျွန်တော်ကဒါကိုပြောချင်တာပါအဲ့တော့ကျွန်တော်တို့ဟိုမှာနေခဲ့ရတဲ့ဘဝဟာခင်ဗျားတို့လည်းသိပါတယ်အဲ့တော့အဲ့ဒီအခြေအနေဟာကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံတော်ပါပဲအမတမဝင်းနေစရာကောင်းတဲ့အမတမဆွေးမြေ့စရာကောင်းတဲ့ပြဿနာပေါင်းစုံလူတိုင်းကိုစီခံစားရတဲ့ခေတ်ဆိုးစနစ်ဆိုးကြီးတစ်ခုဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့စရုပ်ထမြန်မာနိုင်ငံပါပဲကောင်းပြီကျွန်တော်တို့အဲ့ဒီခေတ်ကာလ၄ခုစလုံးအတူချုပ်လိုက်ပထမဗမာနိုင်ငံတော်အာဏာဟာဘယင်းဆိုတဲ့ပုဂ္ဂိုလ်ကိုတူရရယူထားတယ်ဒုတိယမြန်မာနိုင်ငံတော်အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာအင်္ဂလိပ်အစိုးရကနိုင်ငံတော်အာဏာကိုသိမ်းပိုက်ထားတယ်သူစီမံတယ်လို့ကျွန်တော်တို့ကနေခဲ့ရတယ်တတိယမြန်မာနိုင်ငံတော်ဒီမိုကရေစီနိုင်ငံကျွန်တော်တို့ရွေးတဲ့အစိုးရကကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့တင်မြှောက်ထားတဲ့လူတွေကပဲကျွန်တော်တို့ကိုအုပ်ချုပ်တယ်ကျွန်တော်တို့ကြိုက်တဲ့လူပဲကျွန်တော်တို့ကိုအုပ်ချုပ်ခွင့်ရတယ်နိုင်ငံတော်အာဏာကျွန်တော်တို့ပြည်သူလူထုလက်ထဲမှာရှိတယ်
တတိယမြန်မာနိုင်ငံတော်ကျွန်တော်တို့နိုင်ငံတော်အာဏာကိုပိုင်တဲ့နိုင်ငံတော်ရဲ့နိုင်ငံတော်အာဏာကို1962ခုနှစ်မှာအတ္တမသိယူလိုက်ပြီးတော့စတုတ္ထမြန်မာနိုင်ငံတော်ကိုဥနေဝင်းတည်ထောင်တယ်နိုင်ငံတော်အာဏာကိုသူအတ္တမလူယူသွားတယ်အဲ့တော့ဒီလေးခေတ်မှာပထမမြန်မာနိုင်ငံတော်ရှင်မြင်းခေတ်မှာနိုင်ငံတော်အာဏာဟာဘယင်တွေပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ပါတယ်ဒုတိယအင်္ဂလိပ်ကသူပိုင်တဲ့ပစ္စည်းလို့သတ်မှတ်ထားပါတယ်တတိယကျွန်တော်တို့ပြည်သူတွေပိုင်နေဆိုပြည်သူတွေခံစားရပါတယ်ပိုင်ခွင့်ရပါတယ်စတုတ္ထဒီအာဏာကိုစစ်တပ်ကသူပိုင်တဲ့အာဏာဆိုပြီးတော့သိမ်းသွားပါတယ်ကျွန်တော်ဒီနေရာမှာအခုလောက်ပြောချင်ပါသေးတယ်တတိပြန်ရလို့အဲ့ဒီနိုင်ငံတော်အာဏာဘယ်သူပိုင်တိုက်တယ်ဘယ်သူပိုင်ရမယ်ဆိုတဲ့သဘောတရားကို1940ခုလွတ်လပ်ရေးမယူခင်ရေးခဲ့တဲ့ကျွန်တော်အစပိုင်းမှာပြောခဲ့တဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဏ္ဍာန်မှာပါတယ်နောက်လွတ်လပ်ရေးကြေညာစာတမ်းဆိုတာတစ်ခုရှိသေးတယ်1940ခုစက်တင်ဘာလ24ရက်နေ့မှာလွှတ်တော်ကအတည်ပြုတာ3ခုရှိတယ်1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပြီးတော့လွတ်လပ်ရေးကြေညာစာတမ်းပြီးတော့နိုင်ငံတော်သချင်း3ခုအဲ့ဒီမှာလွတ်လပ်ရေးကြေညာစာတမ်းမှာစာပိုက်နံပါတ်9မှာပါပါတယ်မြန်မာနိုင်ငံဟာဗမာနိုင်ငံလို့ရေးတယ်ဗမာနိုင်ငံဟာလူတဦးတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့ဒုတိယဆက်ရေးတယ်တစ်ဆက်တည်းပဲဒီတိုင်းပဲမြန်မာနိုင်ငံဟာလူတစုတစ်ဖွဲ့ပိုင်တဲ့နိုင်ငံမဟုတ်ဘူးတဲ့တတိယစလုံးကြမှာမြန်မာနိုင်ငံဟာမြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးပိုင်တဲ့အမွေအနှစ်သာဖြစ်တယ်ဆိုပြီးတော့သူတို့ရေးထားပါတယ်အဲ့တော့ဗမာနိုင်ငံဟာလူတယောက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးလူတစုပိုင်တဲ့နိုင်ငံလည်းမဟုတ်ဘူးဗမာနိုင်ငံသားအားလုံးပိုင်တဲ့နိုင်ငံဖြစ်တယ်လို့ကျွန်တော်တို့ဗမာနိုင်ငံရဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာအင်္ဂလိပ်အစိုးရရှိကလွတ်လပ်ရေးယူစဉ်အခါကရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာတမ်းမှာဒီတိုင်းရေးထားတယ်ပြီးတော့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်3မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှာပဲတည်တယ်တဲ့တနည်းအားဖြင့်နိုင်ငံတော်အာဏာရဲ့ပင်ရင်းပိုင်ရှင်ဟာနိုင်ငံသားတွေဖြစ်တယ်လို့တိတိကျကျရေးထားတယ်အဲ့ဒါပုံမှန်3ပုံမှန်4မှာပဲလို့ရေးထားသလိုဥပဒေပြုအဖွဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့တရားရေးအဖွဲ့တို့ဟာနိုင်ငံသားတွေပိုင်တဲ့နိုင်ငံတော်အာဏာကိုနိုင်ငံသားတွေကိုစားခံယူကျင့်သုံးတဲ့သူတွေသာဖြစ်တယ်သူတို့မပိုင်ဘူးပိုင်တာကျွန်တော်တို့ပိုင်တယ်သူတို့ကကျွန်တော်တို့ကိုစားသုံးဆွဲသူသာဖြစ်တယ်အဲ့ဒါလို့ရှင်းရှင်းလင်းလင်းရေးခဲ့တယ်ပြောချင်တာကဒီမိုကရေစီနိုင်ငံမှာနိုင်ငံတော်အာဏာကိုကျွန်တော်တို့ပိုင်တယ်ပြည်သူတွေပိုင်တယ်ပြည်သူကြိုက်တဲ့လူပဲတိုင်းပြည်ကိုအုပ်ချုပ်ရမယ်ပြည်သူမကြိုက်ရင်အချိန်မရွေးသူ့ကိုဖြုတ်ချခွင့်ရှိတယ်ပြည်သူကြိုက်မှသူတို့အုပ်ချုပ်ခွင့်ရမယ်ဘာကြောင့်လို့ဆိုတော့နိုင်ငံတော်အာဏာကိုပြည်သူပိုင်လို့ဒီအာဏာကိုပြည်သူရွေးတဲ့လူပဲသုံးဆွဲရမယ်ဆိုတဲ့သဘောတရားအပေါ်အခြေခံထားတယ်အဲ့တော့ဒီလိုနဲ့ကျွန်တော်တို့ဗမာနိုင်ငံကိုတည်ဆောက်ခဲ့တယ်အဲ့ဒါတတိယမြန်မာနိုင်ငံတော်အဲ့လိုတည်ဆောက်ခဲ့တယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ကပြင်စမမြန်မာနိုင်ငံတော်ကိုသွားဖို့ဘယ်သူကစ change လုပ်တယ်လဲဆိုတော့အဲ့ဒီနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90ယူထားတဲ့တပ်မတော်ကပဲ change တစ်ခုလုပ်မယ်ဆိုပြီးသူတို့ရွှေ့တဲ့အရွှေ့ပဲဘာနဲ့ရွှေ့တယ်လဲဆိုတော့2008ဖွဲ့စည်းပုံနဲ့ရွှေ့တယ်2008ဖွဲ့စည်းပုံဟာနိုင်ငံတော်အာဏာကိုနှစ်ပေါင်း90သိမ်းပြီးအုပ်ချုပ်ထားတဲ့တပ်မတော်ကအပြောင်းအလဲတစ်ခုလုပ်ဖို့ဖန်တီးထားတဲ့အစီအမံတစ်ခုဖြစ်ပါတယ်အဲ့တော့ကောင်းပြီအာဏာသိမ်းတပ်မတော်ကတည်ထောင်ခြင်းနဲ့ပြင်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်မျိုးလဲခင်ဗျားတို့ကျွန်တော်တို့လိုချင်တဲ့တိဆောက်ခြင်းနဲ့ပြည်တော်စုပြင်စမမြန်မာနိုင်ငံဟာဘယ်လိုနိုင်ငံမျိုးဖြစ်ချင်တယ်လဲအဲ့ဒါအခုကျွန်တော်ဒါနောက်ဆုံးဆွေးနွေးမယ်အကြောင်းအရာပဲပြီးရင်ကျွန်တော်တို့ panel talk မှာဆွေးနွေးနိုင်ပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကညွှန်ပြတဲ့သူတို့သွားမဲ့ပြင်စမမြန်မာနိုင်ငံတော်ကဘယ်လိုနိုင်ငံတော်လဲခင်ဗျားတို့စဉ်းစားရမယ့်အချက်ကတစ်ချက်တည်းပဲနိုင်ငံတော်အာဏာကိုဘယ်နားမှာထားမှာလဲဘယ်သူစီမှာထားမှာလဲဒါအဓိကချက်ပဲအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်လိုက်လို့ရှိရင်အခြေခံမူတွေကိုဖတ်လိုက်လို့ရှိရင်နော်ပုံမှန်တွေနဲ့ကျွန်တော်ရှေ့မှာဆိုလို့ခြုံပြောပါမယ်
နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာကိုပြည်ထောင်စုလွှတ်တော်ကိုအနှင်းတယ်လို့ရေးထားပါတယ်ဥပမာ7ပေါ့ဗျာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာသမ္မတကိုအပ်တယ်လို့ရေးထားပါတယ်တရားစီရင်အာဏာကတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအပ်တယ်လို့ရေးထားပါတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့အခန်း1အခြေခံမူမှာပါပါတယ်အဲ့တော့ကြည့်လိုက်လို့ရှိရင်နိုင်ငံတော်အာဏာကိုပြည်သူလူထုကိုအပ်ထားတယောင်ယောင်ရေးပါတယ်အဲ့ဒီမှာရှင်းရှင်းလင်းလင်းရေးတဲ့ပုံမှန်လေးတစ်ခုရှိတယ်ပုံမှန်4မှာနိုင်ငံတော်အာဏာဟာနိုင်ငံသားများထံမှသက်ဆင်း၍နိုင်ငံတော်၌တည်သည်တဲ့နိုင်ငံသားများထံမှသက်ဆင်း၍နိုင်ငံတော်၌တည်သည်ဒါသူရေးထားတဲ့အတိုင်းပဲဟိုရှေ့မှာဗိုလ်ချုပ်ရေးခဲ့တဲ့ဖွဲ့စည်းပုံကနိုင်ငံသားတွေပိုင်နေလို့ရေးတယ်အဲ့ဒီဥပဒေပြုအဖွဲ့ဆိုတာနိုင်ငံသားတွေကိုစားအလုပ်လုပ်နေတဲ့အဖွဲ့သူတို့မပိုင်ဘူးဆိုတာရှင်းအောင်ရေးတယ်ပုံမှန်3နဲ့4မှာအခုဒီမှာကျတော့နိုင်ငံသားများထံမှဆင်းလာတယ်နိုင်ငံတော်မှာတည်တယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ရှင်းရှင်းလင်းလင်းမရေးဘူးကျွန်တော်တို့ရှေ့ကဆင်းလာတယ်ဆိုတော့ကျွန်တော်တို့ပိုင်တယ်လို့ပြောမယ်ဆိုလဲပြောလို့ရတယ်လေကျွန်တော်တို့ရှေ့ကဆင်းသွားတာကိုအဲ့တော့ကျွန်တော်တို့ပိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ရှေ့ကဆင်းသွားပြီလေမရှိတော့ဘူးလေအဲ့တော့ तू ကပြောမယ်ဟာခင်ဗျားတို့ရှေ့ကဆင်းခဲ့ပြီကျုပ်တို့ရှေ့ရောက်နေပြီဆိုရင်နိုင်ငံတော်အာဏာကအဲ့ဒီလိုလေးမရှင်းမလင်းရေးထားတယ်ဒါကမရှင်းမလင်းရေးတာတော်သေးတယ်သူ့ဘက်ကိုပဲပြောလို့ရသေးတယ်လေဟေ့တို့ရှေ့ကဆင်းတာမဟုတ်လို့တို့ပိုင်နေလို့ပြောလို့ရသေးတယ်ဟာမဟုတ်ဘူးဗျခင်ဗျားတို့ရှေ့ကဆင်းလာတာကျုပ်တို့ရှေ့ရောက်သွားပြီဒါဟိုဘက်ဒီဘက်ပြောနိုင်တယ်ဒါပေမဲ့ပြောမရတဲ့ညင်းမရတဲ့ပုံမှန်တွေကရှိပြန်ရောဟုတ်ပြီကဲကြည့်အောင်ဒါဆိုရင်လဲနိုင်ငံတော်အာဏာအပိုင်းပိုင်း3ပိုင်းတွေ့မယ်1ဥပဒေပြုအာဏာစောစောကပြောတဲ့ပုံမှန်7နှစ်ပြည်ထောင်စုလွှတ်တော်မှာတည်တယ်တဲ့တေချာနောက်ဖတ်ကြည့်တယ်ပြည်ထောင်စုလွှတ်တော်ကိုဘယ်လိုဖွဲ့ရမလဲပြည်ထောင်စုလွှတ်တော်ကိုဖွဲ့တော့အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်200ပေါင်းလိုက်တာပေါ့ဗျာအဲ့တော့အမျိုးသားလွှတ်တော်ကိုလူ440နဲ့ဖွဲ့မယ်တဲ့330ကိုခင်ဗျားတို့ပြည်သူတွေရွေးတဲ့130ကတော့ကျုပ်ကကာကွယ်ရေးဦးချုပ်ကခန့်မယ်ဆိုတော့440မှာ330ကလူတို့ကရွေးမယ်130ကလူတစ်ယောက်ကခန့်မယ်ကာကွယ်ရေးဦးစီးချုပ်ကခန့်မယ်အမျိုးသားလွှတ်တော်156ယောက်ခင်ဗျားတို့ပြည်သူလူထုကရွေးကျွန်တော်တို့က56ယောက်ခန့်မယ်လေးပုံတစ်ပုံပေါ့နော်ကာကွယ်ရေးဦးချုပ်ကခန့်မယ်ဆိုတော့လွှတ်တော်200ပေါင်းတော့664ယောက်ရှိတယ်498ယောက်ကကျွန်တော်တို့အရသားတွေရွေးထားတဲ့အမတ်166ကတော့ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူပုဂ္ဂိုလ်တဦးကခန့်ထားတဲ့တမတော်သားကိုယ်စားလှယ်တွေလေးပုံတပုံပေါ့အဲ့ဒီတော့နိုင်ငံတော်အာဏာကိုလွှတ်တော်ကပိုင်တယ်လွှတ်တော်မှာထိုင်မဲ့အမတ်ရဲ့4ပုံတပုံကို4ပုံ3ပုံကိုလူထုကရွေး4ပုံတပုံကိုလူတစ်ယောက်ကခန့်ထားတယ်အဲ့တော့ဒီလွှတ်တော်ရဲ့4ပုံတပုံသောအာဏာတနည်းအားဖြင့်နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာရဲ့4ပုံတပုံကဘယ်သူလက်ထဲရောက်နေသလဲဆိုတော့ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့လူတစ်ယောက်ရဲ့လက်ထဲရောက်နေတယ်ရှင်းရှင်းလေးပုံမှန်109 141 161အဲ့ဒီ3ခုမှာဖတ်အဲ့ဒီအတိုင်းပဲအတိအကျနိုင်ငံတော်အာဏာရဲ့4ပုံတပုံကိုကာကွယ်ရေးဦးစီးချုပ်လို့ခေါ်တဲ့တပ်မတော်အကြီးအကဲတယောက်တည်းကိုအပ်ထားတယ်စဉ်းစားကြည့်ကျွန်တော်တို့မှာလူတန်း60ရှိတယ်ဒါအကြမ်းပြောတာတကယ်တော့ကျော်တယ်65တန်းလောက်ရှိတယ်လွှတ်တော်မှာလူ664ယောက်ရှိတယ်အမတ်ကအရသား498အောင်900ထားလိုက်တန်း60ကို900နဲ့စားရင်3သိန်းထွက်တယ်3သိန်းနဲ့2000ထွက်တယ်ကျွန်တော်တို့အရသား3သိန်း2000ရှိမှအမတ်တယောက်ရတယ်တပ်မတော်သား9သိန်းရှိတယ်အမတ်က166ရှိတယ်စကြည့်လိုက်3000နဲ့200တယောက်ထွက်တယ်ကျွန်တော်တို့အရသား3သိန်း2000မှာအမတ်တယောက်ရတဲ့အချိန်မှာသူတို့ကလူ3000ကိုအမတ်တယောက်နှုံးနဲ့လွှတ်တော်ကြီးကိုစီးထားတယ်အဲ့တော့နိုင်ငံတော်ရဲ့ဥပဒေပြုအာဏာ4ပုံတပုံကိုကာကွယ်ဦးချုပ်ကိုပေးထားတယ်ကျွန်တော်တို့ကို4ပုံ3ပုံပဲပေးတယ်4ပုံ3ပုံကြီးတောင်ရလို့ပြောမနေနဲ့ဘာအလုပ်မှလုပ်လို့မရဘူးကျွန်တော်နောက်ဆက်ပြောမယ်ဟုတ်ပြီအုပ်ချုပ်ရေးအာဏာဥပမာ16မှာရေးထားတယ်နိုင်ငံတော်သမ္မတသည်တဲ့နိုင်ငံတော်၏အကြီးအကဲလည်းဖြစ်သည်အစိုးရအဖွဲ့ရဲ့အကြီးအကဲလည်းဖြစ်တယ်ဒီလိုရေးထားတယ်ဥပမာ58မှာလည်းဒီတိုင်းပဲနိုင်ငံတော်သမ္မတဟာနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်သည်လို့ရေးတယ်နောက်109မှာ 199မှာထပ်ရေးထားတယ်အစိုးရအဖွဲ့ရဲ့အကြီးအကဲဟာသမ္မတဖြစ်တယ်လို့ရေးထားတယ်အဲ့တော့
တိုင်းပြည်ကိုအုပ်ချုပ်မှာအစိုးရဖွဲ့အဲ့ဒီအစိုးရအဖွဲ့ရဲ့အကြီးအကဲကသမရအဲ့ဒီသမရကိုနိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုအပ်တယ်လို့သူကရေးထားတယ်ဆိုတော့သမရကိုကတော့ကျွန်တော်တို့ကဒါပြည်သူလူထုကတိုက်ရိုက်ရွေးတာတော့မဟုတ်ဘူးတိုးတော်လည်းပဲတွယ်ဝိုက်တော်နည်းနဲ့တော့သမရကိုပြည်သူရွေးတယ်လို့ပြောလို့ရပါတယ်အဲ့တော့ပြည်သူလူထုရွေးတဲ့သမရမှာတကယ်နိုင်ငံတော်အာဏာရှိတယ်ဆိုအဲ့ဒါပြည်သူမှာရှိတာ ਨੇ အတူတူပါပဲပြည်သူရွေးတဲ့လွှတ်တော်မှာဥပဒေပြုအာဏာရှိရင်အဲ့ဒါပြည်သူမှာအာဏာရှိတာ ਨੇ အတူတူပဲဒီလွှတ်တော်ကခဏပဲကိုရွေးထားတာမကြိုက်ကိုဖြုတ်လိုက်လို့ရတယ်နောက်လူကတင်လို့ရတယ်သမရလည်းထုံနေပဲကိုရွေးထားတာပဲမကြိုက်ကိုဖြုတ်လို့ရတယ်နောက်တစ်ခါနောက်တစ်ယောက်ရွေးမှာပေါ့သဘောကသမရမှာအာဏာရှိရင်ပြည်သူမှာအာဏာရှိတယ်လို့အဓိပ္ပာယ်ထွက်ပါတယ်လွှတ်တော်မှာအာဏာရှိရင်ဒါလည်းပြည်သူမှာအာဏာရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့ဒါလို့ဆိုရင်ကျွန်တော်တို့သမရမှာတကယ်အာဏာရှိလားကြည့်အောင်စဉ်းစားပုံစဉ်းစားနည်းလေးတွေရှိတယ်ပုံမှန်တွေဖတ်ပြီးစဉ်းစားရင်လည်းရတယ်ဥပမာပုံမှန်တစ်ခု232ပေါ့ဗျာဝင်ကြီးတွေကိုခန့်နိုင်တဲ့အာဏာအဲ့တော့နိုင်ငံတော်သမ္မတဟာတကယ်တိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲမှန်ရင်ပြက်လက်အောက်မှာအလုပ်လုပ်မဲ့ဝင်ကြီးတွေကိုဘယ်သူခန့်မလဲသူပဲခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးအကုန်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးဌာနတွေအရေးပါတဲ့ခုနဆရာပြောတဲ့ထဲပါတယ်ကာကွယ်ရေးပြည်ထောင်ရေးနဲ့နေဆက်ရေးရအဲ့ဒီအဖွဲ့အားလုံးကလက်နက်ကင်တဲ့အဖွဲ့ကြီးပဲအဲ့ဒီဝင်ကြီး3ဌာနရဲ့ဝင်ကြီးရောဒုတိယဝင်ကြီးရောသမရခန့်လို့မရဘူးကာကွယ်ရေးဦးချုပ်ကခန့်မယ်အဲ့ဒီလိုကာကွယ်ရေးဦးချုပ်ကခန့်တာကိုလွတ်တော်လည်းညှင်းပယ်ခွင့်မရှိဘူးအဲ့ဒီလိုခန့်ထားတဲ့ဝင်ကြီးဒုဝင်ကြီးတွေကိုသမရမှာဖြုတ်နိုင်တဲ့အာဏာလည်းမရှိဘူးအဲ့ဒီအတိုင်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရေးထားတယ်အဲ့ဒီတော့ကျွန်တော်တို့သမရကြီးတွေနိုင်ငံအတွက်အမတန်အရေးကြီးတဲ့ဝင်ကြီး3ပါးကာကွယ်ရေးဝင်ကြီးပြည်ထောင်ရေးဝင်ကြီးနေဆက်ရေးဝင်ကြီးအဲ့ဒီဌာနများရဲ့ဒုတိယဝင်ကြီးများခန့်အပ်ခွင့်မရှိဘူးအဲ့ဒီအာဏာကာကွယ်ရေးဦးစီးချုပ်ကိုလုံးဝအုပ်တုံအပြတ်ပေးထားတယ်ခင်ဗျားတို့စဉ်းစားလို့ရအောင်ပြောတာပါဆရာပြောတဲ့ထဲမှာပါတယ်ကားလုံး7ယောက်နဲ့ဖွဲ့တယ်သမရဥက္ကဋ္ဌခန့်ထားတယ်အဲ့ဒီ7ယောက်ထဲမှာသမရကိုမဲပေးမဲ့လူက2ယောက်ပဲရှိတယ်ဥညာထွန်းအယတ္တဒုသမရနဲ့နိုင်ငံရေးဝန်ကြီးဦးဝဏ္ဏမောင်လဲ2ယောက်ပဲရှိတယ်သမရနောက်မှာ2မဲသမရနဲ့ပေါင်းမှ3မဲပဲရှိတယ်နောက်2ယောက်ကလွတ်တော်ဥက္ကဋ္ဌ2ယောက်ဘယ်သူမဲပေးမလဲမသိဘူးသမရပဲပေးပဲထားကြပါစို့နောက်ထပ်6ယောက်ရှိသေးတယ်ကာကွယ်ရေးဝန်ကြီးသူ့တပည့်သူ့လက်အောက်ကဝန်ထမ်းဒုတိယကာကွယ်ရေးဝန်ကြီးပြီးတော့သူ့တပည့်သူခန့်ထားတဲ့ကာကွယ်ရေးဝန်ကြီးခုနဒုတိယကာကွယ်ရေးဦးစီးချုပ် sorry ပြောတာပါကာကွယ်ရေးဦးစီးချုပ်ဒုကာကွယ်ရေးဦးစီးချုပ်သူတပည့်နောက်ဒုတိယ sorry ကာကွယ်ရေးဝန်ကြီးသူခန့်ထားတယ်သူတပည့်ပြည်ထောင်ရေးဝန်ကြီးသူခန့်ထားတယ်သူတပည့်နေဆက်ရေးဝန်ကြီးသူခန့်ထားတယ်သူတပည့်နောက်တမတော်သားဒုတိယသမရသူခန့်ထားတယ်သူတပည့်ကာကွယ်ရေးဦးစီးချုပ်နဲ့သူ့ရဲ့တပည့်9ယောက်ကကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာပါနေတယ်7မဲမှာသူက6မဲအဲ့တော့ကာကွယ်ရေးဦးစီးချုပ်ကအမိန့်အောက်မှာအလုပ်လုပ်ရတဲ့9ယောက်ကသူ့ကိုမလွဲမသွေထောက်ခံရမယ်ဘာမှဆရာပြောတဲ့ထဲမဲခွဲစရာမလိုဘူးကာကွယ်ရေးဦးစီးချုပ်ပြောတဲ့အတိုင်းပဲဖြစ်မယ်ဟုတ်သူ့ကိုထောက်ခံမယ်လို့9ယောက်ရှိတယ်သမရပြောသမရထောက်ခံမယ်လို့2ယောက်ပဲရှိတယ်ဆိုတော့တကယ်အုပ်ချုပ်ရေးအာဏာကိုအမြင့်ဆုံးထိန်းချုပ်ထားတဲ့ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာတကယ်တော့ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်ထဲမှာရှိတယ်ဒီတဲ့ထူးဆန်းတာရှိသေးတယ်ကျွန်တော်ဆရာ OPG ကတခါမေးတယ်အဲ့လိုပဲတရားပွဲတစ်ပွဲဟောနေတဲ့ဆရာ OPG ကဆရာတစ်ခုလောက်မေးပြရစေတဲ့ဆရာဗာများလဲဆရာစာရေးဆရာကြီးတယောက်ကမေးမယ်ဆိုလန့်တော့လန့်သွားတယ်ကာကွယ်ရေးဦးချုပ်ကိုဘယ်သူကခန့်တယ်လဲတဲ့သိကောင်းတဲ့မေးကောဟာဆရာရဲ့လို့ကျွန်တော်ဟောတဲ့ထဲပါမသွားလို့သူကအဲ့ဒါကိုသိချင်လို့ပြိတ္တကိုလည်းသိစေချင်လို့တော်တော်များများဝင်ကြီးတွေကိုသမရခန့်ပါတယ်ဟောနာက3ယောက်တော့အရေးကြီးတဲ့3ယောက်တော့ကာကွယ်ရေးဦးချုပ်ကခန့်သမရကတရားသူကြီးချုပ်လည်းသူခန့်တယ်တရားသူကြီးတွေလည်းသူခန့်တယ်စင်းစစ်ချုပ်သူခန့်တယ်ရှစ်နေချုပ်သူခန့်တယ်အများကြီးပဲသမရခန့်နိုင်တဲ့အာဏာဒါပေမဲ့အဲ့ကျွန်တော်တို့သမရကြီးကကာကွယ်ရေးဦးချုပ်ကိုမခန့်နိုင်ဘူးတိတ်အောင်ဖို့ကောင်းတယ်ပုံမှန်342မှာပါတယ်ကာကွယ်ရေးဦးချုပ်ကိုကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဤထောက်ခံချက်ဖြင့်သမရကခံရမည်တဲ့
သမရကခန့်ရမယ်ဆိုစာလေးကလှလိုက်တာသမရခန့်နိုင်တယ်လို့ထင်တာမဟုတ်ဘူးသမရကအမိန့်ထုတ်ပေးရမှာဘယ်သူခိုင်းတဲ့အတိုင်းတော့ကာလုံကခိုင်းတဲ့အတိုင်းကာလုံရဲ့အာဏာဘယ်သူလက်ထက်မှာတော့ကာကွယ်ရေးဦးစီးချုပ်လက်ထက်မှာဒါလို့ဆိုကာကွယ်ရေးဦးစီးချုပ်ကိုဘယ်သူခန့်မှာတော့အဲ့ဒါစာအုပ်ထဲမှာပါတဲ့အတိုင်းပဲအဲ့ဒါစာအုပ်ထဲကစာပဲနောက်တစ်ခုခင်ဗျားတို့စဉ်းစားကြည့်ဗမာနိုင်ငံရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအုပ်ချုပ်ရေးဌာနအကြီးအကဲသည်သမရနိုင်ငံတော်အကြီးအကဲသည်သမရစာအုပ်ထဲပါတဲ့စာဟုတ်မဟုတ်စဉ်းစားကြည့်အောင်ဗမာနိုင်ငံတနိုင်ငံလုံးကိုဘယ်သူအုပ်ချုပ်နေသလဲကျွန်တော်မေးခွန်းလေးမေးထားတယ်နော်လက်တွေ့ခင်ဗျားတို့လည်းသိတယ်မြင်တယ်အုပ်ချုပ်ရေးမှာအနိုင်ဆုံးယာတို့ကရက်ွက်အုပ်ချုပ်ရေးမှုနော်ရက်ွက်အုပ်ချုပ်ရေးမှုသူ့အထက်မှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာရှိတယ်ဖွဲ့ကြီးမြို့နယ်အုပ်ချုပ်ရေးမှုကအုပ်ချုပ်တယ်သူ့အထက်မှာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအင်္ဂလိပ်လို GA လို့ခေါ်တယ် General Administration လို့ခေါ်ပါတယ် GA ဆိုတဲ့ department ကြီးရှိတယ်သူ့အထက်မှာတိုင်းထွေအုပ်ရှိတယ်အဲ့ဒီမှာပြည်တော်စုအဆင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာရှိတယ်သူ့အထက်ကိုတက်တဲ့အခါကျတော့ပြည်ထောင်ရေးဝန်ကြီးဆိုတာရှိတယ်အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်လက်တွေ့အဲ့ဒီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အုပ်ချုပ်မှုကိုဘယ်သူကပံ့ပိုးထောက်ကူမှုပေးတယ်လဲဆိုတော့ရဲတပ်ဖွဲ့ကပေးတယ်ရဲအမိန့်မနာခံတဲ့ကောင်နဲ့အကုန်ဖမ်းမယ်ချုပ်ထဲထည့်မယ်တရားစွဲမယ်ထောင်ချမယ်လက်နဲ့ကင်ထားတဲ့ enforcement power ရှိတဲ့ရဲက GA နဲ့တွဲပြီးတော့သူအလုပ်လုပ်တယ်အဲ့တော့မြို့နယ်ရဲတပ်ဖွဲ့ရှိတယ်ခရိုင်ရဲတပ်ဖွဲ့ရှိတယ်တိုင်းရဲတပ်ဖွဲ့ရှိတယ်ရဲချုပ်နဲ့နောက်ဆုံးသူ့အပေါ်တက်တော့ပြည်ထောင်ရေးဝန်ကြီးစီကိုရောက်သွားတယ်ဒီကနေ့လက်တွေ့ဗမာနိုင်ငံတနိုင်ငံလုံးချင်းကချင်ကရင်ကရမွန်ရှမ်းအလုံးကိုအုပ်ချုပ်နေတာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပြည်သူ့ရဲတပ်ဖွဲ့ကလက်တွေ့အုပ်ချုပ်နေတယ်သူတို့နှစ်ယောက်ရဲ့အထက်မှာပြည်ထောင်ရေးဝန်ကြီးရှိတယ်ပြည်ထောင်ရေးဝန်ကြီးကိုဘယ်သူကခန့်ထားလဲကာကွယ်ရေးဦးစီးချုပ်ကခန့်ထားတယ်အဲ့တော့တိုင်းပြည်ရဲ့တကယ့်အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်နေတဲ့ပြည်ထောင်ရေးဝန်ကြီးသည်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကိုနာခံမှာလားသမရရဲ့အမိန့်ကိုနာခံမှာလားသမရအလိုချအုပ်ချုပ်မှာလားကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်အတိုင်းအုပ်ချုပ်မှာလားဒါမေးခွန်းမဲ့ကျွန်တော်မဖြေဘူးစဉ်းစားလို့ရအောင်ကျွန်တော်ပေးနေတာတိုင်းပြည်ကိုဘယ်သူတကယ်အုပ်ချုပ်နေတာလဲဆိုတာကိုမြင်သာအောင်ပြောပြတာစောက်ထဲရေးထားတာကသမရကအုပ်ချုပ်ရေးအကြီးအကဲသမရကိုခင်ဗျားတို့ကျွန်တော်တို့ကရွေးထားတာအဲ့ဒါကြောင့်ဒီကနေ့ဗမာပြည်ကိုခင်ဗျားတို့ကျွန်တော်တို့ရွေးတဲ့သမရကြီးဦးသိန်းစိန်အုပ်ချုပ်နေတယ်လို့ထင်ရအောင်ရေးထားပေမဲ့တကယ်အနှစ်သာရကိုတည်တည်ချာချာကြည့်ရင်တိုင်းပြည်အုပ်ချုပ်ရေးကသမရရဲ့အောက်မှာရှိတယ်လို့အတိအကျမပြောနိုင်ဘူးစဉ်းစားစရာတွေမြင်ပါတယ်နော်စဉ်းသက်လာပုံလေးကိုကြည့်လိုက်တကယ်အုပ်ချုပ်နေတာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ရဲသူတို့ဟာဘယ်ဌာနအောက်မှာရှိသလဲပြည်ထောင်ရေးဝန်ကြီးဌာနလက်အောက်မှာပြည်ထောင်ရေးဝန်ကြီးကိုဘယ်သူကခန့်တယ်ကာကွယ်ရေးဦးစီးချုပ်ကခန့်တယ်သမရဖြုတ်လို့ကိုမရဘူးဆိုတော့တကယ်နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာဟာသမရလက်ထဲမှာလားကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာလားစဉ်းစားစရာရှိပါတယ်အဲ့ဒီတော့နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာကိုလည်းစောစောကကျွန်တော်ပြောတဲ့ဥပဒေပုံမှန်တွေနဲ့ဘယ်သူ့ကိုပေးထားသလဲကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတယ်ဟုတ်ပြီနောက်ဆုံးတရားရေးအာဏာရှိတယ်တရားရေးအာဏာအကြောင်းပြောရရင်အစဉ်အဆက်ကျွန်တော်တို့စရုပ်ထမြန်မာနိုင်ငံတော်ကပဲစပြောတော့မယ်တတိယမြန်မာနိုင်ငံတော်ကပြောလို့ရတယ်ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းတရားရေးအာဏာကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုအပြည့်အဝအနှင်းတယ်ဘသူကိုမှခွဲမပေးဘူးဒီဘက်အာဏာသိမ်းပြီးတဲ့နောက်ဥနေဝင်းအုပ်ချုပ်တဲ့ခေတ်လဲထုံးနည်း၎င်းပဲဥနေဝင်းမယူဘူးတရားရေးအာဏာကိုကျန်တာအလုံးတူထားတဲ့တရားရေးအာဏာကိုတရားသူကြီးကသူအပေါ်ကပါဝါပေး pressure ပေးတင်ပေးမယ်တရားရေးအာဏာကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပဲတရားရုံးချုပ်ကိုပဲအပ်တယ်အမြင့်ဆုံးတရားရုံးကိုအပ်တယ်ပေါ့နောက်မဆလာခေတ်ရောက်တော့လည်းပဲဗဟိုတရားရုံးလို့ခေါ်တဲ့တရားရုံးကိုပဲအပ်ထားတယ်နောက်ဒီဘက်ဗိုလ်တန်းရွှေခေတ်လည်းပဲတရားရုံးချုပ်ကိုပဲအပ်ထားတယ်ဘယ်တော့မှစစ်တပ်ကတရားရေးအာဏာကိုမယူဘူးအခု2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတိတ်အံ့ဩဖို့ကောင်းတယ်ပုံမှန်343မှာစစ်ဖက်တရားစီရင်ရေးနဲ့ပတ်သက်ရင်ကာကွယ်ရေးဦးစီးချုပ်ရဲ့အဆုံးဖြတ်သည့်အပြီးအပြတ်ဖြစ်သည်တဲ့အဓိပ္ပာယ်ကကာကွယ်ရေးဦးစီးချုပ်သည်
စစ်ဖက်တရားရေးရဲ့တရားသူကြီးချုပ်ဆိုလိုတာကစစ်သားအလုံးဟာကာကွယ်ရေးဦးချုပ်ကအမိန့်အောက်မှာဘယ်လိုမှလှုပ်လို့မရအောင်ထည့်ပေးလိုက်တယ်တကယ့်ကိုအာဏာရှင်အစစ်အမှန်ကိုထောင်ပေးလိုက်တယ်တရားအုပ်ချုပ်ရေးကိုလည်းကာကွယ်ရေးဦးချုပ်လုပ်စစ်တပ်ရဲ့အုပ်ချုပ်ရေးကိုလည်းကာကွယ်ရေးဦးချုပ်လုပ်တရားရေးကိုလည်းခမည်းပဲတရားစီရင်ခမည်းပဲအုပ်ချုပ်ခမည်းပဲတရားစီရင်ဆိုတဲ့ကဘယ်လို့မှတရားမျှတတဲ့တရားစီရင်လည်းမဖြစ်နိုင်ဘူးဒါမျိုးကဘာပေါ်မှာလည်းမရှိဘူးအဲ့ဒီတော့အဲ့ဒီလိုမျိုးတရားရေးအာဏာကိုလည်းကာကွယ်ရေးဦးချုပ်ကိုပေးလိုက်တယ်အဲ့တော့နိုင်ငံတော်အာဏာ၃ခုရှိတယ်၃ခုစလုံးကိုအဲ့ဒီလိုတစ်မျိုးမဟုတ်တစ်မျိုးပုံစံအမျိုးမျိုးနဲ့ကာကွယ်ရေးဦးချုပ်ကိုအပ်ထားတာဟာအဲ့ဒါပြီးခဲ့တဲ့စတုထမြန်မာနိုင်ငံတော်ကိုအုပ်စိုးခဲ့တဲ့တပ်မတော်ကရှစ်ဆက်တိဆောက်မဲ့ပြင်ဆမမြန်မာနိုင်ငံတော်ကိုချထားတဲ့သူ့ရဲ့ foundation ပဲအဲ့ဒီ foundation အတိုင်းသွားရင်ဆရာဖေပြောသွားပြီဘယ်တော့မှကျွန်တော်တို့ဒီမိုကရေစီနိုင်ငံကိုမရောက်နိုင်ဘူးဒီမိုကရေစီနိုင်ငံတစ်ခုရဲ့စံချိန်ကလွယ်လွယ်လေးရဲ့တစ်ခုတည်းပဲနိုင်ငံတော်အာဏာဘယ်မှာရှိသလဲဆိုတော့ပဲကြည့်လိုက်ဒါပဓာတိုင်းပဲနိုင်ငံတော်အာဏာပြည်သူလက်ထက်မှာရှိရင်အဲ့ဒါဒီမိုကရေစီနိုင်ငံအမှန်ပဲတကယ်လို့နိုင်ငံတော်အာဏာဟာပြည်သူလူထုလက်ထက်မှာမရှိပဲတစုံတစ်ယောက်တစုတစ်ဖွဲ့လက်ထဲရောက်နေရင်အဲ့ဒါဒီမိုကရေစီနိုင်ငံမဟုတ်တော့ဘူးအဲ့ဒီတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ထောင်မဲ့အနာဂတ်မြန်မာနိုင်ငံတော်ဟာဘယ်လိုနည်းနဲ့မှဒီမိုကရေစီနိုင်ငံတော်မဖြစ်နိုင်ဘူး။ဘာကြောင့်လဲစောစောကကျွန်တော်ထောက်ပြခဲ့တဲ့ပုံမှန်တွေအရနိုင်ငံတော်အာဏာကိုလူထုကိုပေးအပ်ရမယ်အစားလူတဦးတယောက်တည်းကိုအလွန်အကျွံပေးအပ်ထားတဲ့အတွက်ဘယ်တော့မှဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတည်ဆောက်လို့မရဘူး။ဒါလို့ဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ဘာလုပ်ကြမလဲ။တချို့ကပြောတယ်ဒေါအောင်ဆန်းစုကြည်သူလုံမှာပေါ့သူ့ကိုပြည်သူလူထုကအရန်ထောက်ခံတယ်နိုင်ငံခြားအစိုးရတွေကလည်းသူ့ကိုပံ့ပိုးတယ်မှတ်ပါတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကိုတိဆောက်တဲ့ကိစ္စကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်တစ်ခုကိုဖန်တီးတဲ့ကိစ္စဟာဘယ်တော့မှတော့တဦးတယောက်တည်းအပေါ်မှာတာဝန်တင်လို့မရပါဘူးကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲနိုင်ငံသားအားလုံးရဲ့တာဝန်ပဲနိုင်ငံသားအားလုံးဆိုတဲ့နေရာမှာကျွန်တော်ထပ်ပြီးတော့ခွဲခြားပြီးပြောအောင်မယ်ဘာလို့ဆိုကျွန်တော်ဒီမှာစင်ကာပူမှာပြောနေလို့နိုင်ငံတွဲမှာရှိတဲ့နိုင်ငံသားတွေကိုနိုင်ငံရပ်ခြားရောက်နေတဲ့ဗမာနိုင်ငံသားတွေရောအားလုံးမှာတာဝန်ရှိပါတယ်ကျွန်တော်တို့ဗမာနိုင်ငံထဲကလူတွေအော်ရင်အဲ့ဒါဗမာနိုင်ငံထဲကလူတွေအော်နေတယ်ဆိုတဲ့အတန်ပဲဖြစ်ပါတယ်ကိုစားပြုတာဟာဗမာနိုင်ငံထဲကလူတွေဆိုတဲ့နိုင်ငံတနိုင်ငံကိုပဲကိုစားပြုနေတယ်ခင်ဗျားတို့အော်ပြီဆိုရင်ဟာစင်ကာပူမှာရောက်နေတဲ့ဗမာနိုင်ငံသားတွေကလည်းဒီလိုလိုချင်တယ်ဒီလိုပြောနေတယ်အမေရိကဟာအမေရိကန်ရောက်နေတဲ့ဗမာတွေမလေးရှားရောက်နေတဲ့ဗမာတွေယူရီးယားရောက်နေစသဖြင့်အဲ့ဒီအတန်တွေဟာကိုစားပြုမှုကကွဲသွားတယ်အတိတ်ဘက်ကတကဘာလုံးကဘာအရရမှာရောက်နေတဲ့ဗမာတွေကအနာဂတ်ဗမာနိုင်ငံတော်ကိုဘယ်လိုပုံသဏ္ဍာန်လိုချင်နေဆိုတာကိုခင်ဗျားတို့ဘက်ကလည်းအတန်မြည်ပေးဖို့လိုတယ်ဒါကျွန်တော်ကြုံလို့ပြောတာပါအဲ့တော့ကောင်းပြီကျွန်တော်တို့လိုချင်တဲ့အနာဂတ်ဗမာနိုင်ငံတော်ကိုတည်ဆောက်ဖို့ကိုနေဖုံးလက်ကလည်းပြောသွားတယ်စိန်ခေါ်မှုတွေအများကြီးပဲအဲ့တော့ခင်ဗျားတို့ကစိတ်ညစ်မယ်ကျွန်တော်ကထပ်ပြီးတော့ပြောအောင်မယ်စိန်ခေါ်မှုတွေကနောက်ထပ်အများကြီးရှိသေးတယ်ဟုတ်ပြီကျွန်တော်တို့လက်ထက်ကလူယူခံရတဲ့နိုင်ငံတော်အာဏာကိုကျွန်တော်တို့ကိုပြန်မပေးခြင်းဘူးတရားဝင်သူတို့ရသက်ပန်သိမ့်ပိုက်လို့ရအောင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဖန်တီးထားတယ်အဲ့ဒါကျွန်တော်တို့ဘယ်လိုပြန်ယူကြမလဲဒေါအောင်ဆန်းစုကြည်လုပ်လိုက်မှာပေါ့လို့တော့မပြောပါနဲ့เนาะကျွန်တော်တို့အားလုံးစဉ်းစားရမယ်မေးခွန်းပဲကျွန်တော်တို့ပိုင်တဲ့အာဏာဓမြတိုက်ခံထားရတယ်အဲ့ဒါထားအောင်ဓမြတိုက်ထားတယ်ပြန်ပေးလို့ပြောလို့ရသေးတယ်အခုတရားဝင်သူတို့ပိုင်တယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရေးထားတယ်အဲ့ဒါကိုကျွန်တော်တို့ပြန်ရအောင်ယူရလိမ့်မယ်အဲ့ဒါကျွန်တော်တို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုနောက်ဒုတိယတစ်ခုအဲ့ဒီစိန်ခေါ်မှုနဲ့ဆက်ဆက်နေတဲ့နောက်ထပ်စိန်ခေါ်မှုနိုင်ငံတော်အာဏာဘယ်မှာထားမလဲပေါ့နော်ကျွန်တော်တို့ရှီကအာဏာကျွန်တော်တို့ပြန်ရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဒါပထမစိန်ခေါ်မှုဒုတိယစိန်ခေါ်မှုတော်တော်လေးခက်ခဲကျွန်တော်တို့လုပ်ရလိမ့်မယ်ကိုနေဖုံးလပြောသွားတဲ့အထက်မှာပါတယ်ကျွန်တော်တို့ပြင်ရမယ့်အချက်ရှင်ဖျားနဲ့ကျွန်တော်တို့တပည့်တော်နဲ့လည်းအခန်းထဲမှာစောစောကဆွေးနွေးတဲ့အထက်မှာပါပါတယ်ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေ90အတွင်းမှာကျွန်တော်တို့ဖြည့်ဆည်းခံလိုက်ရတဲ့အတွက်တအိအိနဲ့ယိုယင်းပျက်စီးသွားတဲ့ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေကိုပြန်ပြင်ဖို့အဲ့ဒါသိခက်တယ်ကျွန်တော်တို့တော်တော်ကိုလှုပ်ယူရလိမ့်မယ်စကားပုံလေးတစ်ခုရှိတယ်အမှားကြတော့အမှန်ဖြစ်တယ်ဆိုတော့
အမှားတစ်ခုကနဲ့90ကြာလာတဲ့အခါကျတော့ဒါကိုအမှန်ထင်တယ်အမှန်လို့ထင်နေတဲ့လူတွေအများကြီးရှိတယ်တကယ်တော့အဲ့ဒါအမှားပဲအမှန်မဟုတ်ဘူးဒါကြောင့်အမှန်တရားပြန်ထွန်းကားအောင်တကယ်အမှန်တရားကိုလက်ခံပြီးအမှန်တရားကိုထိမ့်သိမ်းစောင့်ရှောက်မဲ့ယဉ်ကျေးမှုပြန်ပြီးတော့ပေါ်ပေါက်လာအောင်ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေကိုဘယ်လိုပြင်ကြမလဲဒါလည်းကျွန်တော်တို့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတစ်ခုတစ်ဆက်တည်းပြတို့စင်ကာပူနိုင်ငံဘာဖြစ်လို့ချမ်းသာလဲဘာတရားဇာတမှမရှိဘူးတူးလို့လည်းရေလည်းမထွက်ဘူးကြောက်လည်းမထွက်ဘူးကြောက်မို့သဲတောင်မထွက်ဘူးသဲတောင်ကျွန်တော်တို့ရှိရဝယ်သုံးနေရတယ်အဲ့ဒီဘာမှမထွက်တဲ့နိုင်ငံအရန်ချမ်းသာတယ်ဘာကြောင့်ချမ်းသာတော့အဲ့ဒီလူသားအရင်အမြင့်သူ့နိုင်ငံသားတွေကိုပညာတော်အောင်သူသင်ပေးနိုင်တယ်မူဝါဒရှိတယ်ပေါ့ဗျာအဲ့တော့အဲ့ဒီပညာရေးစနစ်ကောင်းမွန်ခြင်းရဲ့အကျိုးကျေးဇူးနဲ့စင်ကာပူနိုင်ငံတိုးတက်ထွန်းကားနေတယ်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့နိုင်ငံထွန်းကားခြင်းပညာရေးကိုကျွန်တော်တို့မြင့်တင်ဖို့လိုတယ်နှစ်ပေါင်း90ပျက်စီးယိုယွင်းသွားတဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးစနစ်ကိုခင်ဗျားတို့ကျွန်တော်တို့ဘယ်လိုပြန်တိဆောက်တင်တယ်လဲအဲ့ဒါကျွန်တော်တို့စဉ်းစားရမယ်စိတ်ခေါ်မှုပဲနောက်စရုပ်ထဆင်းရဲချမ်းသာကွာဟမှုဒါဟာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆက်ဆက်နေပါတယ်ကျွန်တော်စောစောကရှင်းပြသွားပြီးပါပြီရိုးရတဲ့နှစ်20စောနေတဲ့ကျွန်တော်တို့တိုင်းပြည်ကနှစ်20နောက်ကျသွားပြီတဲ့နှစ်40ကျွန်တော်တို့ဟာသွားပါပြီစင်ကာပူမီဖို့ကျွန်တော်တို့နောက်ထပ်နှစ်46နှစ်လိုက်ရမယ်ဆိုတော့ဒါတွေဟာကျွန်တော်တို့ရဲ့ဆင်းရဲချမ်းသာကွာဟမှုကိုကျင်းသွားအောင်လုပ်ဖို့အမတန်ကြီးကျယ်တဲ့စိန်ခေါ်မှုဖြစ်ပါတယ်နောက်ထပ်စိန်ခေါ်မှုတစ်ခုရှိပါတယ်အဲ့ဒါတပ်မတော်ရဲ့ကဏ္ဍဖြစ်ပါတယ်နိုင်ငံရေးမှာလုံးဝပါဝင်ခွင့်မရှိတဲ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုကနှစ်ပေါင်း90နိုင်ငံတော်အာဏာကိုအတ္တမရယူလက်ကင်ထားသုံးဆွဲခဲ့တယ်ဒီကနေ့အထိဒီနိုင်ငံတော်အာဏာဟာသူတို့ပိုင်နေသူတို့ပေးမှပဲကျွန်တော်တို့ရမယ်သူတို့ပေးသလောက်ရမယ်လို့အထင်ရှိတဲ့လူတွေလည်းရှိနေသေးတယ်အဲ့တော့အဲ့ဒီတပ်မတော်ရဲ့အခန်းကဏ္ဍအနာဂတ်ဗမာနိုင်ငံရဲ့တပ်မတော်ရဲ့အခန်းကဏ္ဍကိုဘယ်လိုစဉ်းစားမလဲကျွန်တော်အခုအမေရိကရောက်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးဆွေးနွေးဖို့အခွင့်အရေးလေးတွေရခဲ့တယ်တပ်မတော်ရဲ့အခန်းကဏ္ဍတပ်မတော်နဲ့ပြည်သူဆက်ဆံရေးဒီမိုကရေစီနိုင်ငံမှာဒီ role of the military ပေါ့ဗျာသူတို့ရဲ့အနေအထားတွေတော်တော်ဆွေးနွေးတယ်အမတန်ထူးဆန်းတဲ့အကြံပေးချက်တစ်ခုကိုရခဲ့တယ်ခြေတင်စကားပြောရင်ကျွန်တော်ကပြောတယ်ကျွန်တော်တို့ educate ပြန်လုပ်ရမယ်ကျွန်တော်တို့တိုင်းပြည်လဲတော်တော်ကိုအခြေအနေဆိုးသွားပြီစိတ်နေစိတ်ထားတွေလည်းပြတ်သွားပြီကျွန်တော်တို့ကြောက်မှကလေးလေးတွေကနေစပြီးတော့ကိုကျွန်တော်တို့ကပြန်သင်ရမယ်ပြောတော့ဆွေးနွေးနေတဲ့သူကကျွန်တော်ကိုပြောလိုက်တယ်ထောက် professor တယောက်ကအေးပြတယ်ခင်ဗျားပြောတာဟုတ်တယ်တဲ့ခင်ဗျားကပြည်သူလူထုကိုပဲစဉ်းစားနေတယ်တဲ့စစ်တပ်ကိုလည်းပညာပေးဖို့စဉ်းစားပါဦးတဲ့သူပေးတဲ့အကြံတော်တော်ကောင်းတယ် educate လုပ်တဲ့နေရာမှာကျွန်တော်တို့တပ်မတော်ကိုလည်းပဲတပ်မတော်ရဲ့လုပ်ငန်းတာဝန်ကပါကျွန်တော်တို့ကိုဘယ်လိုကာကွယ်စောင့်ရှောက်ရမလဲသူ့အလုပ်ပါသူနေရမယ့်အနေအထားသူ့ရဲ့ role ကိုသူတို့သဘောပေါက်နားလည်အောင်အဲ့ဒီ education လည်းပေးဖို့လိုတယ်လို့သူတို့အကြံပေးတယ်အဲ့တော့ဒါဟာကျွန်တော်တို့ပြည်သူလူထုကိုတော့ကျွန်တော်တရားဟောတာပဲတိတ်လွယ်တာပဲဆရာလုပ်ပေးပါဟုတ် NLD ကျွန်တော်ပြောမယ်အဲ့ဒီမျိုးနေရာဖိတ်ကျွန်တော်လာမယ်ခင်ဗျားတို့လူစုတာလွယ်တယ်ပြည်သူလူထုကို educate လုပ်ရတာပြောရတာဟောရတာသိမခက်ဘူးကျွန်တော်တတ်ထဲပဲလို့ဟောမှာတော့ကျွန်တော်ဘယ်သူကဖိတ်မှာတော့အဲ့တော့အတော်လေးခက်တယ်အဲ့တော့ဒါလည်းပဲအနာကကျွန်တော်တို့တတ်မတော်ကြီးကိုကျွန်တော်တို့ခင်မိစေချင်တယ်အခုကျွန်တော်တက်နဲ့ပတ်သက်ပြီးအများကြီးပြောတယ်ကျွန်တော်တက်ကိုမုန်းလို့မဟုတ်ဘူးမုန်းလို့လည်းမရဘူးတက်ဟာနိုင်ငံတိုင်းမှာရှိတယ်နော်တကယ်ကိုလူတွေကချစ်ကြတယ်ကျွန်တော်တို့လည်းတစ်ချိန်ကချစ်ခဲ့တယ်နော်အရန်ကိုချစ်တယ်ကျွန်တော်တို့ဒီ1950 60ခုနှစ်တည်းဒီ marching ပေါ်ခေါ်တာပေါ့ဗျာဒီတက်မတော်နေ့ချစ်တတ်တဲ့အခါမှာပန်းကုန်းဆွတ်တယ်ဆိုတာဘယ်သူမှမခိုင်းဘူးနော်ကိုဟာကိုပန်းကုန်းဆွတ်တာတကယ်နန်းနာစစ်သားကိုတကယ်ချစ်တာတကယ်မောင်ရဲနှမလို့အဖွားကြီးတွေလည်းနန်းနာပဲအပြိုလည်းနန်းနာပဲတကယ်ချစ်တယ်သူတို့မပြောလို့ဆိုတော့တော်တော်ကိုသူတို့စွန့်လို့စွန့်စားအနစ်နာခံပြီးတိုင်းပြည်အတွက်လှုပ်တယ်ကိုတော့ကဟာပြောတာနော်အဲ့တော့အဲ့ဒီလိုမျိုးတကယ်ကိုချစ်ခဲ့တယ်အဲ့တော့ဒီလိုအနေအထားကိုပြန်ရောက်အောင်အဲ့ဒီတုန်းကလူတို့ကဘာဖြစ်လို့တလောက်ချစ်တယ်လို့အခုဆိုရင်ချစ်လိုက်မဆိုင်တဲ့လူတွေအနာမကအောင်နော်အေးခမရကဘသူလာရင်ဘသူကိုပန်းကုန်းဆိုဘသူကတခါတည်းကိုပန်းကုန်းကိုမစွတ်မနေရအမိတ်နဲ့ဘသူလာဘသူစွတ်အကွက်ချပြီးဒါအခုဒီဘက်လောက်တာဟိုတော့ကဒါမျိုးမရှိဘူးအလွတ်ရက်ပဲတခါတလေဆိုမစွတ်ရတဲ့အခါကျတော့ပွေ့ပိုက်ပြီးတော့လက်ထဲကိုထိုးထည့်ပလိုက်တယ်အဲ့လိုဟိုကလည်းပိုက်သွားရတယ်တနက်တစ်ဖက်နဲ့ပန်းတစ်ပိုက်နဲ့အဲ့လိုမျိုးဆိုလိုတာကအဲ့ဒီလိုတကယ်လူလူချစ်တဲ့တတ်မတော်ဖြစ်အောင်
ကျွန်တော်တို့ကဖြစ်စေချင်တာအဓိကဒါပဲအခုကျွန်တော်ပြောနေတဲ့ကာကွယ်ဥချုပ်အာဏာတွေယူတယ်တချို့ကျွန်တော်ဝေဖန်တယ်ခင်ဗျာအရန်ပြောတာပဲမဟုတ်ဘူးကျွန်တော်ပြောတာဘယ်သူကမှပုံကိုရေးမပါဘူးဒါဟာဖြစ်သင့်ဖြစ်ထိုက်တာတခုကိုပြောနေတာပေါ့ဗျာအမုန်းနဲ့ပြောတာလည်းမဟုတ်ပါဘူးအဲ့တော့ဒါလည်းပဲကျွန်တော်တို့အတွက်အမှန်တန်ကြီးကျယ်တဲ့စိန်ခေါ်မှုပေါ့ဗျာအချိန်ကလည်းစေတော့မယ်အဲ့တော့ကျွန်တော်ဖြတ်မယ်နောက်ဆုံးကျွန်တော်တို့အရေးအကြီးဆုံးစိန်ခေါ်မှုတစ်ခုကြံ့နေပါတယ်အဲ့ဒါပြည်တော်စုပြဿနာပါကျွန်တော်တို့ပြည်တော်စုအဖွဲ့ဝင်တိုင်းရင်းသားတွေချင်းကချင်ကရင်ကရမွန်ရှမ်းဗမာစသဖြင့်ကျွန်တော်တို့လူမျိုးစုံနေတဲ့နိုင်ငံမှာပြည်တော်စုစနစ်နဲ့ထူထောင်မှဖြစ်မယ်ဆိုတဲ့အသည့်ဟာ1940ပင်လုံစာချုပ်ချုပ်ခရဲကအပြန်အလှန်သဘောတူညီချက်တွေရှိပြီးသားပါဒီသဘောတူညီချက်ကိုအကောင့်ထဲပေါ်ဖို့စူးစမ်းတိုင်းပြဿနာစောစောဆရာပြောသွားတယ် Federal တရေကြီးဆိုတာ Federal ဆိုတာနဲ့တရေကြီးလို့ဒါကတမင်ဒါသူတို့ကိုရိုက်သွင်းထားတဲ့အယူအဆတစ်ခုပါတကယ်တော့ Federal စနစ်ဟာကြောက်စရာမဟုတ်ပါဘူးဒါကိုဥနုကိုယ်တိုင်တေချာလက်ခံပြီးပါပြီအဲ့ဒါကြောင့်လည်းပဲအာဏာသိမ်းလိုက်တာဆိုတော့ Federal စနစ်မကောင်းဘူးတပြည်ထောင်ကောင်းတယ်ဆိုပြီးတော့60နှစ်မှာအာဏာသိမ်းပြီးတိုင်းပြည်ကိုနှစ်90အုပ်ချုပ်ခဲ့တယ်တပုံ19ဘွဲ့ပေါ်လာတယ်တိုင်းပြည်ကမငြိမ်ချမ်းဘူး Federal ပေးရင်ကွဲမယ်ပြဿနာရှိမယ်ဆိုတဲ့အယူအဆနဲ့ Federal ပေးမှကောင်းမယ်ဆိုတဲ့အယူအဆချိန်လို့ရသွားပြီနှစ်90ခင်ဗျားတို့စိတ်တိုင်းကြတပြည်ထောင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်အောင်မြင်သလားပြည်တွင်းစစ်တောက်လျှောက်ဖြစ်ခဲ့တယ်ကျွန်တော်တို့မအောင်မြင်ဘူးဒါလို့ဆိုရင်ကျွန်တော်မှနောက်ထပ်ရွေးစရာတလန့်မရှိတော့တယ်လိုချင်တာကပြည်ထောင်စုစနစ်သွားမှာကတပြည်ထောင်စနစ်သွားချင်တာကတပြည်ထောင်အဲ့တော့သွားချင်တဲ့အတိုင်းတပြည်ထောင်သွားလို့မရဘူးဆိုတာသဘောပေါက်ပြီးဒီကနေ့ပြည်ထောင်စုစကားသူတို့ပြောလာပြီအဲ့ဒီတော့အဲ့ဒီပြည်ထောင်စုစနစ်ကလည်းအလိမ်အညာပြည်ထောင်စုစနစ်ဆိုရင်ဒီပြည်တွင်းစစ်ရမှာမဟုတ်ဘူးတကယ်စစ်မှန်တဲ့ပြည်ထောင်စုစနစ်ဖြစ်ဖို့လိုတယ်အဲ့ဒါဟာလေကျွန်တော်တို့တိုင်းပြည်လက်တလောရင်ဆိုင်နေရတဲ့စိန်ခေါ်မှုပါပဲအဲ့တော့ကျွန်တော်ညီကုန်းချုပ်ပါမယ်ကျွန်တော်ဆရာဥဖေမြင့်ပြောတဲ့စကားလေးကိုပဲကျွန်တော်ကိုးကားပြီးတော့ညီကုန်းချုပ်ပါမယ်နာမည်နဲ့တော့ပြောလို့မကောင်းပါဘူးတိုးတော့ကျွန်တော်တို့နှစ်ယောက်ကတော့ဆွေးနွေးတဲ့အခါမှာလွတ်လွတ်လပ်လပ်ပုံမှန်လင်းလင်းဆွေးနွေးပါတယ်ပေးထားချက်ဆိုတဲ့စကားဆရာကပြောတယ်ခုကျွန်တော်တို့သမရယုံအုပ်ချုပ်ရေးဘက်ကပေးထားချက်နှစ်ခုပေးတယ်အပြည့်အခါရဆဲရေးနောက် dialogue political dialogue ဒီဘက်ကလွတ်တော်ကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပေးထားချက်တွေအဲ့တော့ဆရာပြောတယ်ပေးထားချက်နောက်မှာအဖြေရှိတယ်လှန်ကြည့်လိုက်နော်သူတို့လိုချင်တဲ့ပေးထားချက်ဒီလမ်းလိုက်လို့ရှိရင်ထွက်မဲ့အဖြေရရှိပြီးသားပဲအဲ့တော့ဆရာပြောတယ်ပြည်သူကလည်းပြန်ပြီးတော့ပေးထားချက်တွေပေးဖို့လိုတယ်ဒါခင်ဗျားတို့လည်းပဲအလုံးသိပါတယ်ပညာတတ်တွေဆိုတော့ဒါသင်္ချာနဲ့ပတ်သက်တဲ့စကားပါပေးထားချက်ဆိုတာကဒီပေါ်မှာကျွန်တော်တို့ကစဉ်းစားတွေးခေါ်ပြီးတော့အဖြေရှာဖို့ပါသို့တော့ဒါကကျောင်းဆရာကကျောင်းသားကိုစာသင်တဲ့နေရာမှာအဓိကသုံးတဲ့နည်းတစ်နည်းပါပဲကျွန်တော်ပေးမယ်ဟောတာပေးထားတယ်ဟောတာပေးထားတယ်အဖြေငါ့ကိုတွက်ပေးမှန်ခြင်းမှန်မယ်မှားခြင်းမှားမယ်သို့တော့နိုင်ငံရေးမှာကျွန်တော်မြင်တာတော့အဲ့ဒီပေးထားချက်ဆိုတဲ့စကားဟာအရန်ကြီးမအပ်ဆက်ပါဘူးနိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ကျွန်တော်တို့ကိုအပြစ်ခတ်ရမယ် peace talk လုပ်မယ် dialogue လုပ်မယ်ဖွဲ့စည်းပုံပြင်မယ်နိုင်ငံရေးကစားကွက်တစ်ခုအနေနဲ့သူတို့ဖန်တီးနေတယ်လို့ပြောရင်တော့ဒါကျွန်တော်လက်ခံပါတယ်ဒါဆွေးနွေးလို့လည်းကောင်းပါတယ်ပေးထားချက်လို့ပြောရအောင်ကျွန်တော်အယူအဆအစိုးရကပြည်သူကိုဘာမှပေးစရာမရှိဘူးသူပေးထားချက်လောက်ရမှာမဟုတ်ဘူးဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင်ပေးထားချက်ကပြည်သူဘက်ကပဲပေးထားချက်ရှိရမယ်တို့လိုချင်တာဒါအဲ့ဒါမင်းတို့ဖြစ်အောင်လုပ်ပေးနိုင်ရင်မင်းတို့ကိုငါတို့ရွေးမယ်နောက်တစ်ခါရွေးမယ်မင်းတို့ကိုအုပ်ချုပ်ခွင့်ပြုမယ်ငါတို့လိုချင်တာဒါမဖြစ်နိုင်ရင်မင်းတို့ကိုဒီအုပ်ချုပ်ရေးရန်တရားမှာဥပဒေပြုရေးရန်တရားမှာငါတို့မထားနိုင်ဘူးလောက်ရမှာက let them know ကျွန်တော်တို့လိုချင်တာကိုပြတ်သားတတ်တိရှိပြောရမယ်တို့လိုချင်တာဒါပဲအဲ့ဒါကိုမင်းတို့ဖြစ်အောင်လုပ်ပေးနိုင်ရင်မင်းတို့အတွက်နေရာရှိမယ်မလုပ်ပေးနိုင်ရင်မင်းတို့အတွက်နေရာမရှိဘူးဆိုတဲ့သဘောတရားကိုသူတို့သိအောင်သူတို့နားလည်အောင်ကျွန်တော်တို့ဘက်ကလုပ်ပေးရမယ်ပြည်တင်းရင်မင်းမခံနိုင်ဘူးဆိုတဲ့စကားပုံရှိတယ်ကျွန်တော်တို့ကအတင်းခံခဲ့ရတဲ့အခါကျတော့ဆရာပြောသလိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တရားဟိုအနှိမ့်ဆုံးအထိကျသွားတယ်ဒါပေမဲ့ကျလို့မရဘူးကျွန်တော်တို့နောက်ကိုကြည့်အောင်ကျွန်တော်တို့အသက်ကြီးပြီကျွန်တော်တို့ရဲ့ငယ်တဲ့လူတွေနောက်အနာဂတ်ဆိုတာရှိသေးတယ်ဒီအနာဂတ်အတွက်ဗမာပြည်ရဲ့အနာဂတ်
ကျွန်တော်ပြောနေတဲ့ပြန်စမမြန်မာနိုင်ငံတော်ဒီအနာဂတ်နိုင်ငံတော်အတွက်ကျွန်တော်တို့ရှိတဲ့အားတွေကိုထည့်ပြီးတော့ကျွန်တော်တို့လုပ်နိုင်တာတွေအများကြီးရှိတယ်ကျွန်တော်တို့တဦးချင်းအားတွေကိုပေါင်းလိုက်ရင်ကျွန်တော်တို့ရဲ့အတန်ကျဲလောင်မြည်လာပါလိမ့်မယ်အဲ့ဒါကဘာတော့ဒီနိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ကငါတို့ဒါကြောင့်နိုင်ငံတော်ရဲ့အာဏာပိုင်ဖြစ်တဲ့တထေးမင်းများကကျွန်တော်တို့ boss ကဒါလိုချင်တယ်ဒါဖြစ်ချင်တယ်ခင်ဗျားတို့အလုပ်သမားတွေကဒါကိုလုပ်ပေးပါမလုပ်ပေးရင်ခင်ဗျားတို့ဖြုတ်မယ်ကျွန်တော်တို့ကကိုယ့်ရဲ့ role ကိုသိဖို့လိုတယ်ကျွန်တော်တထေးလို့နေမှအများလေးစားမယ်ကျွန်တော်တထေးလို့မနေလို့ရှိရင်ကျွန်တော်လေးစားမှုခံမှာမဟုတ်ဘူးအဲ့တော့တကယ်တော့ဒီမိုကရေစီနိုင်ငံမှာနိုင်ငံသားတွေကတထေးပါ boss ပါတကယ်ပိုင်ရှင်ပါအဲ့တော့နိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်တွေကမန်တင်ပြီးငါတို့ဟာနိုင်ငံတော်အာဏာရဲ့ပင်ရင်ပိုင်ရှင်ပဲအဲ့တော့ငါတို့နိုင်ငံတော်ကိုငါတို့ဒီလိုတိဆောက်ခြင်းတယ်ဒီအတိုင်းလုပ်ပေးရမှာခင်ဗျားတို့နိုင်ငံရေးသမားတွေနိုင်ငံရေးအာဏာကိုယူထားတဲ့လူတွေရဲ့တာဝန်ပဲအဲ့တော့ခင်ဗျားတို့အလုပ်ကိုခင်ဗျားတို့လုပ်ပေးပါမလုပ်နိုင်လို့ရှိရင်နောက်သက်တာမှာနောက်တစ်ချိန်မှာခင်ဗျားတို့အတွက်နေရာမရှိဘူးဆိုတာကိုသူတို့သိအောင်ကျွန်တော်တို့ဘက်ကကြဲလောင်အတန်ပေးရင်ကျွန်တော်တို့လိုချင်တဲ့ပြန်စမဒီမိုကရေစီပြည်ထောင်စုစစ်မြန်မာနိုင်ငံတော်ကြီးပေါ်ပေါက်လာပါလိမ့်မယ်လို့ယုံကြည်ကြောင်းပြောရင်းညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်